သာသနာတော်နှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်ပထမဝါဆိုလပြည့်ကျော်9ရက်2010ဇူလိုင်လ3ရက်မုံရွာမြို့ရွှေစည်းကုံမြတ်စွာဘုရားမဟာသာသနာ့ဗိမာန်တော်ကြီးအတွင်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနားဝယ်မုံရွာမြို့ဓမ္မဆက်သွယ်ရေးလုပ်ငန်းလက်ထောက်မန်နေဂျာဦးသက်မင်းအောင်ဒေါ်တင်တင်ခိုင်တာမောင်ကောင်းခန့်နိုင်မိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောယရဏတုတ်အနှစ်ချုပ်တရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရား၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူးဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေအတွက်တင်ချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလောကအတိဒုက္ခရာနိဥစ္စာသက်ချင်လက်အင်္ဂါမိတ္တကြီးမှသမိတာနှင့်တထာဇနိဆွန်ခြင်းကြီးဟုကျက်တိထဘွယ်ငါးသွဲအစုအလုံးခဲရင်တော်မူရောကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပြမန်းခြင်းတို့ကတောဘဝတဏ္ဍချိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတ္တဝါများယဝေတာကဲ့သို့တနာရှိခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတတနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထအမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းယရဏတုတ်အနှစ်ချုပ်မြန်မာလူမျိုးတွေဘုရားဘာသာဝင်တွေနေစဉ်ကာလကလေးကပရိတ်ကြီး17တုတ်ကိုစတင်သင်ယူကြတယ်ပရိတ်ကြီး17တုတ်အလုံးကြားဘူးကြနာဘူးကြတဲ့ဒီကနေ့ယရဏတုတ်အဓိပ္ပာယ်အနှစ်ချုပ်ကို3ရက်လောက်ခွဲပြီးတော့ဘုန်းကြီးတို့ဟောပါမယ်ဒီကနေ့တော့အပိုင်း1အနေနဲ့ဟောမှာပရိကြီးဆိုတာပရိဒ္ဓဆိုတဲ့ပါဠိစကားကလာတယ်ပရိဒ္ဓဆိုတာမမြင်ရတဲ့ဘေးရန်အန္တရာယ်တွေမကြရောက်အောင်အကာအကွယ်ပြုတဲ့အနေနဲ့မြတ်စွာဘုရားကရွတ်ဖတ်တဲ့နှလုံးသွင်းဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့အယံတာဖြစ်စေဖို့ဟောကြားထားတဲ့ထူးခြားတဲ့သုတ်တန်တွေ
အဲဒီထူးခြားတဲ့သုတ်တန်တွေကိုအကျိုးပြုပြီးတော့ဘုန်းကြီးတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရောအခြားနိုင်ငံကဗုဒ္ဓဘာသာထေရဝါဒဗုဒ္ဓဘာသာဝင်နိုင်ငံလူတွေရောအန္တရာယ်ကင်းဖို့ဆိုတဲ့ရည်စူးချက်နဲ့ပရိတရားတော်များကိုသံဃာတော်များသံဃာတော်ရှင်များပင့်ဖိတ်ပြီးတော့နာယူကြတယ်ဟိုပကန်းခေတ်ကလေးကပရိတရားကိုနာယူတယ်ဆိုတဲ့အစဉ်အလာဟာမြန်မာမင်းအဆက်ဆက်လိုက်နာကျင့်သုံးခဲ့လို့နန်းတော်တွေမှာတောင်ပြိဋ္ဌာဆောင်ဆိုပြီးတော့သီးသန့်အဆောင်တစ်ခုလုပ်ပြီးတော့ထားတာမျိုးတောင်ရှိလူတိုင်းဟာအန္တရာယ်ကင်းကျင်ကြတာပဲအန္တရာယ်ကင်းကျင်ကြောအန္တရာယ်ကင်းရကင်းကြောင်းဒီလမ်းကောင်းတွေကိုရှာဖွေပြီးတော့လိုက်နာကျင့်သုံးကြရတယ်ဘုရားဘာသာဝင်တွေတောင်ညတဲ့မကအခြားဘာသာဝင်တွေလည်းအန္တရာယ်ကင်းကျင်ကြတာပဲသူတို့လည်းသူတို့နီးသူတို့ဟန်နဲ့အန္တရာယ်ကင်းအောင်ပြုလုပ်ကြတာလောကမှာအန္တရာယ်ကင်းတာကိုလိုလားတာလူတိုင်းရဲ့ဆန္ဒပဲလို့အန္တရာယ်ကြောက်ရောက်မှာကိုကြောက်လန့်ပြီးတော့တို့အန္တရာယ်ကင်းရှင်းတဲ့အနေအထားမျိုးရောက်အောင်ကြိုးစားကြတယ်ဆောင်ရွက်ကြတယ်သို့သောအန္တရာယ်ကင်းအောင်ဆောင်ရွက်တဲ့ကိစ္စတိုင်းဟာအန္တရာယ်ကင်းမှုကိုဖြစ်စေနိုင်သလားလို့စစ်မှန်တဲ့နီလန်ဟုတ်သလားဆိုတာကတော့တတ်ပြောလို့မရဘူးဘုရားမြတ်စွာကဒါကြောင့်မလို့အန္တရာယ်ကင်းစေတတ်တဲ့နီလန်တကယ်အန္တရာယ်ကင်းအောင်ဆောင်ရွက်နိုင်တဲ့နီလန်အစစ်များကိုပရိဒ္ဓဆိုတဲ့ဒေသနာတော်တွေမှာဟောပြောပြီးတော့ထားတယ်ပရိဒ္ဓတဲ့အယံအတား protection လို့ခေါ်တယ်အယံအတားပေါ့မမြင်ရတဲ့အန္တရာယ်ဆိုလို့ရှိရင်ကြိုတင်ပြီးတော့မသိနိုင်တဲ့အတွက်ကြောင့်အန္တရာယ်ဟာကျုံလာတတ်တယ်အဲ့လိုကျုံလာမဲ့အန္တရာယ်တွေကိုကာကွယ်ပြီးသားဖြစ်အောင်ဒီပရိတရားတော်များကိုရွတ်ပွားခြင်းပရိတရားတော်မှာလာတဲ့အတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်အန္တရာယ်ကင်းမှုကိုရရှိနိုင်တယ်တဲ့ဒီစီမံချက်နဲ့မြတ်စွာဘုရားကဟောထားအဲ့တော့ပရိတရားတော်မှာအန္တရာယ်ကင်းမှုဆိုတဲ့အထက်မှာအဓိကအချက်က၃ချက်ရှိတယ်အဓိကအချက်၃ချက်ဆိုတာဘာလို့ဆိုရင်မေတ္တာရဲ့သစ္စာရဲ့ဘုရားတရားသံဃာခုံရဲ့ပေါ့ဘုရားကုံတရားကုံသံဃာကုံကိုအာယုံပြုပြီးတော့လည်းပဲအန္တရာယ်ကင်းအောင်လုပ်လို့ရတယ်ဒါကတစ်ချက်မေတ္တာပွားပြီးတော့လည်းပဲအန္တရာယ်ကင်းအောင်လုပ်လို့ရတယ်ဒါကတစ်ချက်သစ္စာဆိုပြီးတော့အန္တရာယ်ကင်းအောင်လုပ်လို့လည်းရတယ်ဒါကတစ်ချက်အဲ့ဒီပဲအဓိကကြတာတော့မေတ္တာနဲ့သစ္စာပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ကမေတ္တာတရားနဲ့သစ္စာစကားဒီနှစ်ခုကိုအရင်ထားပြီးတော့ပြိတရားတော်တွေမှာဟောထားတာမေတ္တာသုံးဆိုလို့ရှိရင်မေတ္တာကိုအခြေပြုပြီးတော့အန္တရာယ်ကင်းနည်းကိုအန္တရာယ်ကင်းစေတတ်တဲ့နည်းစနစ်ကိုမြတ်စွာဘုရားပေးထားတယ်နောက်တစ်ပတ်ခန္ဓာတုတ်ဆိုတာလည်းပဲဝေစိုးတွေအစိမ့်တောင်ရှိတဲ့တ attva တွေရဲ့အန္တရာယ်ကကင်းဝေးဖို့ဆိုပြီးတော့မြတ်စွာဘုရားအထူးဟောထားတာဖြစ်တယ်ယုံကြည်ကြည်နဲ့လိုက်နာကျင့်သုံးမယ်ပွားများမယ်ရွတ်ဖတ်တဲ့ဇမယ်ဆိုရင်အန္တရာယ်ကင်းတယ်ဆိုတဲ့တာရကတွေအများကြီးရှိခဲ့တယ်ပေါ့မြတ်စွာဘုရားကိုယ်တိုင်ကဒီမေတ္တာကိုအသုံးပြုပြီးတော့မေတ္တာဘာဝနာပွားမယ်ဒီမေတ္တာနဲ့ဆိုင်တဲ့ပရိတရားတော်တွေကိုရွတ်ဖတ်ပြီးတော့အမြဲတမ်းနှလုံးသွင်းမယ်ဆိုလို့ရှိရင်စိတ်ပြင်းထန်တဲ့တိရစ္ဆာန်တွေရဲ့အန္တရာယ်ကြောင့်သိဆုံးခြင်းဆိုတဲ့အသက်အန္တရာယ်တွေမဖြစ်နိုင်ဘူးလို့ဒီလိုဟောထားတာရှိတယ်အဲ့ဒါလိုပဲနောက်တစ်ခုကတော့သစ္စာဆိုတာသစ္စာဆိုခြင်းဖြင့်လူတွေရဲ့တဏ္ဍာမှာမဖြစ်ပေါ်သေးတဲ့အန္တရာယ်တွေကိုကြိုတင်ကာကွယ်နိုင်တယ်လို့ပဲဖြစ်ပေါ်ကြရောက်ပြီးသားဖြစ်တဲ့အန္တရာယ်တွေကိုလည်းပဲပယ်ဖြောင်းနိုင်တယ်တားဆီးနိုင်တယ်လို့ဒီလိုအဓိပ္ပာယ်ဒါကြောင့်မို့ဒီယရဏတုတ်ဆိုတာသစ္စာဆိုတဲ့နည်းကိုအသုံးချပြီးတော့မြတ်စွာဘုရားက
အနေကင်းအောင်ဆောင်ရွက်ပေးခဲ့လောကမှာလူတွေကမမျှော်လင့်မဲနဲ့အနေဆိုးတွေကတ်ဆိုးတွေဘေးဆိုးတွေကြာရောက်လာတတ်တယ်ပေါ့မျှော်လင့်မထားတဲ့အနေဆိုးဘေးဆိုးကတ်ဆိုးတွေကြာရောက်လာတတ်တယ်အဲ့ဒါလိုကြာရောက်လာတဲ့အခါမှာအနေကလွတ်မြောက်အောင်လုပ်တဲ့နည်းဒါကိုမြတ်စွာဘုရားကဒီသုတ္တမှာဟောပြီးတယ်သစ္စာဆိုတဲ့နည်းနဲ့အနေကိုကာကွယ်ပေးတယ်ဘေးအန္တရာယ်တွေကလွတ်မြောက်အောင်ဆောင်ရွက်ပေးတယ်အဲ့တော့ဒီယရဏတုတ်မှာဆိုရင်အားလုံးသိတဲ့အတိုင်းမြတ်စွာဘုရားလက်ထက်တော်ခါကာလတော်ကဝေသာလီနိုင်ငံကြီးဟာအလွန်စီကားခဲ့တယ်တိုင်းပြည်အုပ်ချုပ်တဲ့မင်းနေအဲ့တော့မင်းလို့ဆိုပေမဲ့လို့ခုခေတ်တို့ပြောမယ်ဆိုရင်တော့ပါဠိမှာမင်းသားတွေလို့ဒီလိုပဲပြောအောင်မယ်ဖြစ်နေတကယ်ရာဇာဆိုတဲ့ဧကတိဘုရင်တော့မဟုတ်ဘူးတိုင်းပြည်အုပ်ချုပ်တာသူတို့ကအဖွဲ့အစည်းနဲ့အုပ်ချုပ်ခဲ့တယ်အဲ့ဒါကိုoligarchy system လို့ခေါ်တယ် oligarchy system ဆိုတာကအဖွဲ့အစည်းတရားကနေပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်တာခုခေတ်စကားနဲ့ပြောရင်တော့တပါတီစနစ်ပေါ့ oligarchy ဆိုတာလူမျိုးတစုပါတီတစုကနေပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်တဲ့စနစ်ဧကတိဘုရင်ကတိုင်းပြည်ကိုအုပ်ချုပ်တဲ့စနစ်ကြတော့ monarchical system လို့ခေါ်တယ် monarch ဆိုတာဒီဧကတိဘုရင်ပေါ့အဲ့ဒီဧကတိဘုရင်ကနေအုပ်ချုပ်တဲ့အခါမှာဒုဥရိရဲ့အာဏာနဲ့ဒီလိုအုပ်ချုပ်သွားတယ်ခုဝေသာလီနိုင်ငံကြီးကတော့ကဏရာဇာလို့ခေါ်တယ်မင်းတွေစုပေါင်းပြီးတော့အုပ်ချုပ်ကြတယ်မင်းပေါင်း9900ယောက်ရှိတိုင်းပြည်ကလည်းအလွန်စီကားညီညွတ်ရေးကလည်းအလွန်ကောင်းတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကဝေသာလီကလိပ်ဆွေမင်းတွေနဲ့ပတ်သက်ပြီးတော့အပရိဟာနိယတရား9ပါးဆိုတာဟောထားတာရှိတယ်အဲ့ဒီအပရိဟာနိယတရား9ပါးထဲမှာအဓိကကြတာကတော့အစည်းအဝေးတွေအလုံးဘာပဲလုပ်လို့ညီညီညွတ်ညွတ်အစည်းအဝေးတယ်ညီညီညွတ်ညွတ်ဆုံးဖြတ်တယ်ညီညီညွတ်ညွတ်အကောင့်ထဲပေါ်တယ်ဆိုတဲ့အချက်ပို့ပြီးတော့အဓိကကြတယ်နော်အဲ့တော့ဝေသာလီကြီးကလိပ်ဆွေမင်းတွေဟာဘယ်ကိစ္စမှမစိုးတညီတဲ့အစည်းအဝေးထိုင်ကြတယ်သူတို့အစည်းအဝေးထိုင်တဲ့ခုခေတ်လို့ဆိုရင်တော့လွတ်တော်လို့ပြောရင်ပြောပေါ့အစည်းအဝေးခမ်းမကြီးကတန်ထာဂါရလို့ခေါ်တယ်တန်ထာဂါရလို့ခေါ်တယ်လွတ်တော်ကြီးမှာစည်းဝေးပြီးတဲ့အခါတိုင်းရေးပြည်စီးပွားရေးစရှိတဲ့ကိစ္စတွေကိုဆောင်ရွက်ကြတယ်အဲ့ဒါလို့စီကားတဲ့ကြီးပွားတိုးတက်လာတဲ့နိုင်ငံကြီးမှာရမယခရာသီဥတုမကောင်းလို့အခြေအနေဆိုးတွေကြုံတွေ့ရရှေ့ကလည်းကြုံတွေ့တာပဲအခုမြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဒီနေ့ဆိုရင်လူရသည်မှာအမတန်ပူပြင်းတဲ့အပူတွေရာသီဥတုတွေနဲ့ကြုံတွေ့ကြအဲ့ဒါလို့မမျော်လင့်မဲနဲ့အနေအမျိုးဆိုတာတခြားအနေတွေလည်းကမ္ဘာမှာအများအားရှိတာပဲ2004ခုနှစ်ကဆူနာမီဆိုတဲ့လှိုင်းကြီးတွေနဲ့ဒီလှိုင်းကြီးတွေကြောင့်မို့လို့အနေဆိုးတွေကြုံတွေ့ခဲ့ရတာလေကမ္ဘာမှာသမိုင်းမှတ်တမ်းတွေထဲမှာကြည့်ပဲဆိုရမယခလူတွေဟာထိုကဲ့သို့အနေဆိုးတွေနဲ့ကြုံတွေ့ရတဲ့အချိန်တွေရှိခဲ့ကြတယ်ပေါ့ဝေသာလီပြည်မှာလည်းပဲမိုးခေါင်တဲ့ရာသီဥတုဟာတစ်ခါတည်းကြုံတတ်တယ်အဲ့တော့ဝေသာလီပြည်မှာမိုးခေါင်တဲ့ရာသီဥတုနဲ့တစ်ခါကြုံတဲ့အခါမှာဆိုင်စပါးတွေစိုက်လို့ပြိုးလို့မရဘူးစိုက်ပြိုးလို့မရတဲ့အခါကျတော့ဝမ်းစာစမ်းတဲ့ရိတ်ခါမလုံမလောက်ဖြစ်ဒီနေ့ခေတ်မှာတော့တေယုကိုဆောင်ရေးယင်တွေကဆက်သွယ်ရေးတွေကအမတန်ကောင်းသည့်အတွက်ကြောင့်တဏှာတဒေသမှာစမ်းတဲ့ရိတ်ခါမပူလုံဘူးဆိုလို့ရှိရင်ပို့ဆောင်ပေးကြတယ်ထောက်ပံ့ပေးကြတယ်အတော်အသင့်သက်သာတယ်လို့ပြော
အလုံးသိကြပါလိမ့်မယ်အာဖရိကတိုက်အီသီယိုးပီးယားနိုင်ငံမှာစားနပ်ရိက္ခာတွေပြတ်လတ်ပြီးတော့ကတ်ဆိုးဆိုတာကြာရောက်ခဲ့သေးတာပဲမကြာခင်ကမှကြာရောက်ခဲ့သေးတယ်အဲ့ဒါမျိုးလို့ထိုကိထိုကကာလကဆက်သွယ်ရေးကလည်းပဲအမတန်ဝေးဆက်သွယ်ရေးကလည်းမကောင်းဘူးသွားရောက်ဖို့ဆိုတာလည်းအမတန်ဝေးလံဒါကြောင့်မို့ဝေသာလီပြည်ကြီးမှာမိုးခေါင်ရေရှားဖြစ်ပြီးတော့ကောက်ပဲသီးနှံတွေစိုက်တာပြိုးတာတွေမအောင်လို့လူဦးရေများတဲ့ဒေသမှာစားနပ်ရိက္ခာမဖူးမလုံဖြစ်ပြီးတော့လူတွေဟာအစာအာဟာရပြတ်လတ်တဲ့ဒုက္ခကြီးဘေးဆိုးကြီးနဲ့ကြုံတယ်အဲ့ဒါကိုဒုဗ္ဗိခန္တရာကတ်လို့ခေါ်တယ်ဒုဗ္ဗိခဆိုတာဒုဆိုတာမပြည့်စုံတဲ့ဗိခစားနပ်ရိက္ခာစားနပ်ရိက္ခာမပြည့်စုံရှားပါပြီးတော့လူတွေဟာဝါဝါလည်းမစားကြရဘူးဟောအဲ့ဒါလိုကတ်ဆိုးကြီးနဲ့ကြုံတာအဲ့ဒါလိုကတ်ဆိုးကြီးနဲ့ကြုံလာတဲ့အခါတခြားနိုင်ငံတွေကလည်းလာရောက်ပြီးတော့ထောက်ပံ့ဖြည့်ရှင်းပေးနိုင်တဲ့အနေအထားမျိုးမရှိဘူးမရှိသည့်အတွက်ကြောင့်ကိုယ်နိုင်ငံဖြစ်ကိုယ်ပဲခံရတဲ့အနေအထားမျိုးမှာအဲ့ဒါလိုစားနပ်ရိက္ခာမပြည့်စုံတဲ့အခါလူတွေမှာယောဂဝေဒနာတွေကထပ်ဆင့်ပြီးတော့ဖြစ်လာတယ်အာဟာရမပြည့်ဝတဲ့အချိန်မှာယောဂဝေဒနာတွေကထပ်ဖြစ်လာတော့လူတွေဟာအသေးပြောက်တွေများလာကြယောဂကလည်းအမတန်ကူးစက်တတ်တဲ့လင်မြန်တဲ့ယောဂအဲ့ဒီခေတ်တုန်းကတော့အဟိဝါဒရောဂါလို့ဒီလိုခေါ်တယ်အဟိဝါဒရောဂါရဲ့အဓိပ္ပာယ်ကိုကြာကြာနာနာဖွင့်ထားတာတော့မရှိဘူးသို့သောပြောမယ်ဆိုရင်စကလုံးအဓိပ္ပာယ်ကိုကြံဖန်ဖော်မယ်ဆိုရင်တော့အဟိဆိုတာငွေဝါဒဆိုတာလေလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောမယ်ဆိုရင်အဟိငွေနဲ့ဝေစိတ်လိုပြင်းထန်ပြီးတော့ဝါဒလေလိုလင်းမြန်စွာကူးစက်တဲ့ယောဂလို့ဘာနဲ့လားသရတူလို့ဆိုရင်မြန်မာနိုင်ငံမှာဒုတိယကမ္ဘာစစ်ပြီးကစားတော့ကပလိယောဂါဆိုဖြစ်ခဲ့တယ်အင်မတန်လင်းမြန်တဲ့နှုံးနဲ့ကူးစက်တယ်ပလိယောဂါဖြစ်ပြီးတော့သိကြတာအဲ့ဒီတော့ကအမတန်မှများခဲ့သေးတယ်ပေါ့အဲ့ဒါမျိုးလို့စားနပ်ရိက္ခာမပူလုံလို့လူတွေဆင်းရဲဒုက္ခရောက်နေရတဲ့ကြားထဲမှာယောဂဝေဒနာကဖြစ်လာတယ်ကူးစက်လျင်မြန်တဲ့ပလိယောဂါလို့လျင်မြန်စွာကူးစက်တတ်တဲ့ယောဂါတွေဖြစ်လာအဲ့ဒီလိုယောဂါတွေဖြစ်လာတဲ့အခါလူတွေအသေးပြောက်များလာလူတွေအသေးပြောက်များလာတဲ့အခါမှာမကောင်းဆိုးဝါးတွေကလည်းပဲလူတွေများလာတာကိုအကြောင်းပြုပြီးတော့ပို့ပြီးတော့ဝင်ရောက်ပြီးတော့နှောက်ယှက်လာတဲ့အနေအထားမျိုးဖြစ်လာတယ်အဲဒီတော့စားနပ်ရိက္ခာရှားပါပြီးတော့အစာအာဟာရမဖူးလုံတာကိုဒုဗ္ဗိခန္တရာကတ်လို့ခေါ်တယ်ယောဂဝေဒနာတွေဖြစ်ပြီးတော့ပြန့်ပွားနေတာကိုရောခန္တရာကတ်လို့ခေါ်တယ်မကောင်းဆိုးဝါးတွေကဝင်ရောက်ပြီးတော့လူတွေကိုအခွင့်ကောင်းယူပြီးတော့နှိပ်စက်တာကြတော့အမနုဿကန္တရကတ်လို့ခေါ်တယ်အမနုဿန္တရကတ်ဘလူးဘေးပေါ့အဲ့ဒါလို့ကတ်ဆိုတဲ့အဓိပ္ပာယ်ကအတိုင်းအတာကြီးတစ်ခုအင်္ဂလိပ်လိုတော့ period လို့ခေါ်တယ်သို့မဟုတ်အီယံလို့ခေါ်တယ်အတိုင်းအတာရှည်လျားတဲ့ကာလကြီးတစ်ခုပေါ့ချိန်တိုင်းတာရဒီလိုအတိုင်းအတာတစ်ခုရစားနပ်ရိက္ခာမဖူးမလုံနဲ့မိုးခေါင်နေတဲ့အချိန်တိုင်းကြီးကိုဒုဗ္ဗိခန္တရာကတ်လို့ခေါ်တယ်ယောဂဝေဒနာတွေဖြစ်ပြီးတော့ကူးစက်ပြန့်ပွားနေတဲ့အချိန်တိုင်းကိုရောခန္တရာလို့ခေါ်တယ်အဲ့ဒီအချိန်မှာမကောင်းဆိုးဝါးတွေကဝင်ရောက်ပြီးတော့နှိပ်စက်တဲ့အချိန်တိုင်းကိုအမနုဿန္တရာကတ်လို့ဟောရောဂမနုဿဒုဗ္ဗိခသံဗုဒ္ဓံတိဝိထံပယံလို့ဆိုတဲ့အတိုင်းဒီလိုဝေသာလီပြည်မှာအခြေအနေဆိုးဘေးဆိုးကတ်ဆိုးကြီးကြုံကြိုက်လာအဲ့ဒါလိုကြုံကြိုက်လာတဲ့အခါကျတော့ဒီဘေးဆိုးအန္တရာယ်ကြီးကဘယ်လိုလုပ်ပြီးတော့လွတ်မြောက်အောင်လုပ်ကြမလဲတိုင်ပင်ညှိနှိုင်းကြအဲ့လိုတိုင်ပင်ညှိနှိုင်းပြီးတော့
လူတွေကအနေဆိုးတွေကြားရောက်ပြီဆိုတဲ့အခါကိုယုံကြည်ရာတွေကိုလုံးတတ်ကြတယ်ပေါ့နတ်ယုံကြည်တဲ့လူတွေကဘာအကြံပေးတော့ဆိုလို့ရှိရင်ပရိသတ်စာတွေပေးမယ်နတ်ပွဲတွေကျင်းပပြီးတော့တောင်းပန်မယ်လို့ဒီလိုလုပ်တဲ့နည်းတွေနဲ့လည်းဖြည့်ရှင်းတယ်မရဘူးနောက်ထပ်မရတဲ့အခါကျတော့နတ်တွေကိုတောင်းပန်တိုးရှိုးအန္တရာယ်ဆိုးတွေကိုပေးနေတဲ့သတ္တဝါတွေကိုတောင်းပန်တိုးရှိုးတဲ့ပွဲတွေကျင်းပပြီးတော့တောင်းပန်တာလုပ်ကြတယ်ဒါလည်းမရဘူးအဲ့ဒီလိုဤမျိုးမျိုးနဲ့ကြိုးစားကြပြီမဲ့လို့ဘေးဆိုးကတ်ဆိုးကြီးကနေမလွတ်ကြဘူးတဲ့အဲ့လိုမလွတ်တဲ့အခါမှာအကြံအမျိုးမျိုးပေးကြတယ်ဘာသာရေးဘက်ကိုကြည်လာကြတယ်အဲ့ဒီခေတ်ကကိုးကွယ်ရာဘာသာဟာ9မျိုးရှိတယ်လို့ပြောအိန္ဒိယနိုင်ငံမှာထင်ရှားတဲ့ဘာသာရေးခေါင်းဆောင်ကြီးတွေက9ဦးရှိတယ်ပေါ့အဲ့ဒီ9ဦးတည်းက6ဦးကတော့ပုရဏကတ္တဝတို့မဂ္ဂလိဂောသလတို့တိဋ္ဌိဆရာကြီး6ယောက်အဇိတကေသကမလနိဂန္ဓနာတဗုဒ္ဓသင်္ဆေယဗေလထဗုဒ္ဓပကုဒ္ဒကိစ္ဆာယနာဆိုတဲ့ဒိဋ္ဌိဆရာကြီး6ယောက်အဲ့ဒီဆရာကြီးတွေကိုကိုးကွယ်တဲ့အုပ်စုကလည်းအကြံပေးတယ်ဒီဒိဋ္ဌိဆရာကြီးတွေကိုပင့်လိုက်လို့ရှိရင်သူတို့ရဲ့ဘုံတကုဋ္ဌိဆိုအာတုဘောကြောင့်ဒီဘေးဆိုးအန္တရာယ်ကြီးကလွတ်မြောက်သွားမှာပဲလို့အကြံပြုကြဆက်ပြီးတော့စဉ်းစားကြတော့နောက်ပိုင်းမှာမြတ်စွာဘုရားရဲ့ခုံသတင်းကလည်းအမတန်မှကြီးတယ်ကြီးတော့ဘုရားကြည်ညိုတဲ့ပုဂ္ဂိုလ်တွေကလည်းပဲအများကြီးရှိတော့သူတို့ကမြတ်စွာဘုရားဟာရာဇဂုပြည်မှာရှိတယ်ဘုရားမြတ်စွာကိုပင့်လိုက်မယ်ဆိုရင်ဘုရားမြတ်စွာကြွလာတာနဲ့ဘေးဆိုးရဆိုးတွေကလွန်မြောက်သွားနိုင်တယ်လို့ယုံကြည်တဲ့ပုဂ္ဂိုလ်ဆိုပြုတဲ့ပုဂ္ဂိုလ်ရဲ့စကားရှေ့တန်းရောက်လာသည့်အတွက်ကြောင့်မြတ်စွာဘုရားကိုရာဇဂုပြည်မှာသတင်းသုံးနေတဲ့အချိန်ဘုရားပင့်ဖို့ဆိုပြီးတော့မဟာလိဆိုတဲ့လိတ်ဆွေမင်းနဲ့ပရောဟိတ်ပုံနာသူတို့နှစ်ယောက်ခေါင်းဆောင်ပြီးတော့ကိုယ်စလဲအဖွဲတစ်ဖွဲ့ကိုဆစ်လွတ်တယ်ဘုရားပွင့်ဖို့ဒါတိုင်းရပြည်ကိစ္စတခါတခါပြဿနာပေါ်လို့ရှိရင်ဒီလိုပဲစီမံဆောင်ရွက်ကြရတယ်ပေါ့ဘုရားပင့်ဖို့အစီအစဉ်နဲ့ဟောဒီကတ်ဆိုးကြီးတွေကလွတ်မြောက်ဖို့အတွက်သူတို့စီမံဆောင်ရွက်ကြဘုရားကိုသွားပင့်ရမယ်သူများနိုင်ငံထဲမှာသွားရမယ်ဆိုတော့သက်ဆိုင်ရာဘုရင်ကိုခွင့်ပန်ရမယ်ပေါ့မဂ္ဂရာတိုင်းမှာအုပ်ချုပ်နေတာဗေမိတာရမင်းကြီးဒါမို့ဗေမိတာရမင်းကြီးစီတန်တမန်အနေနဲ့ဘုရားပင့်ဖို့ခေါင်းဆောင်မဟာလိနဲ့ပရောဟိတ်ပုံနာတို့ဥဆောင်တဲ့အဖွဲ့ရောက်သွားဟိုရောက်တဲ့အခါကျတော့ဗေမိတာရမင်းကြီးဝင်ပြီးတော့ခါစားရှင်မင်းကြီးဝေသာလီပြည်မှာဒီလိုဘေးအန္တရာယ်တွေကျုံနေပါတယ်သူတို့မြတ်စွာဘုရားကိုပင့်ကျင်ပါတယ်မြတ်စွာဘုရားကိုဝေသာလီပြည်ကြွဖို့အကူအညီပေးပါလို့ဆိုတော့ဗေမိတာရမင်းကဗာပြောတော့ဆိုဟောမြတ်စွာဘုရားကိုသင်တို့ကိုယ်တိုင်တိုက်ရိုက်ပင့်ပါတဲ့မြတ်စွာဘုရားသင်တို့ကိုယ်တိုင်တိုက်ရိုက်ပင့်ပါလိုအပ်လို့ရှိရင်မြတ်စွာဘုရားကြွပါလိမ့်မယ်ဆိုတော့သူတို့ကိုယ်တိုင်သွားပြီးတော့ဘုရားကိုပင့်တဲ့အခါကျတော့မြတ်စွာဘုရားလက်ခံလိုက်တယ်ဆိုပါစို့အဲ့ဒီမှာဗေမိတာရမင်းကြီးကခရီးသွားလာဖို့အစီအစဉ်တွေလုပ်တယ်ဂင်္ဂမြစ်ကြီးကိုဖြတ်ကူရမယ်ဒါစကြိုကနေပြီးတော့ဂင်္ဂမြစ်ကိုသွားဖို့ရအတွက်9ယူဇနာကွာဝေးတယ်အဲ့ဒီခေတ်ကတယူဇနာဆိုတာဟာဒီကနေ့ခေတ်နဲ့ပြောမယ်ဆိုရင်10မိုင်လောက်ရှိတယ်ပေါ့အဲ့ဒါလောက်ကွာဝေးတဲ့နေရာကိုတန်ရှင်းရည်တွေတို့နားနေဆောင်တွေတို့တယူဇနာမှာတစ်ကြောင်းတစ်ကြောင်းဆောက်ပြီးတော့ဘုရားကြွတဲ့အခါမှာတညတာနားဖို့ဆိုတဲ့ခီးလမ်းပန်းအစီအစဉ်တွေကိုဗေမိတာရမင်းကြီးကအားချင်းဆောင်ရွက်ပေးတယ်ဆောင်ရွက်ပေးပြီးတော့ဂင်္ဂမြစ်ကြီးကိုဖြတ်ရမယ်ဂင်္ဂမြစ်ကြီးကိုဖြတ်တဲ့အခါမှာထ
ထိုခေတ်ကအခုလိုစက်တက်ရင်နေမရှိသေးသည့်အတွက်ကြောင့်လေတွေဖောင်းနေကြာကြာနာနာဆောင်ရွက်ပြီးတော့ပေးတယ်မြတ်စွာဘုရားနဲ့လည်းပဲရ900အတူတကွလိုက်ပါပြီးတော့သွားမယ်အဲ့ဒီအစီအစဉ်ကိုဗေမိသာရမင်းကြီးကအလင်းလင်းမြန်မြန်ဆောင်ရွက်ပြီးတော့ပေးတယ်မာလီတို့အဖွဲ့ရလည်းပဲဝေသာလီကိုပြန်သွားပြီးတော့ဂင်းကမြေဟိုဘက်ကမ်းရောက်တဲ့အခါသူတို့နိုင်ငံကလည်းအစီအစဉ်တွေလုပ်ကြတယ်ပေါ့အဲ့ဒါလို့အစီအစဉ်ဆောင်ရွက်ပြီးတဲ့အခါမှာမြတ်စွာဘုရားကိုဝေသာလီပြည်ကိုပင်းလိုက်တယ်ဂင်းကမြေကမ်းလည်းဂင်းကမြေကြီးကိုဖြတ်ကူးပြီးတော့ဟိုဘက်ကမ်းလည်းရောက်ရောဒိဋ္ဌိတွေကအကြီးကျယ်ကြိုဆိုကြတယ်ဂင်းကမြေကနေပြီးတော့ဝေသာလီသွားဖို့ရအတွက်ကြတော့သုံးယူစနာပေါင်ဝေးတယ်အဲ့ဒီသုံးယူစနာဆိုလို့ရှိရင်3ညအိတ်သွားရတယ်ပေါ့ရှင်းတော့ကတော့ရင်နဲ့သွားတာမဟုတ်ဘူးကုန်းချောင်းလျှောက်တာဆိုတော့3ညအိတ်ဒီနေ့ကို10မိုင်နှုန်းလောက်ခရီးသွားပြီးတော့3ညအိတ်အဲ့လိုနဲ့မြတ်စွာဘုရားမှုရှိတဲ့တန်ဃာတွေဟာဒိဋ္ဌိမင်းနေအစီအစဉ်နဲ့ဂင်းကမြစ်ကဆင်းပြီးတော့ကမ်းပေါ်လဲတက်လိုက်ရောအဲ့ဒီအချိန်မှာမိုးကြီးကျယ်ရွာချတယ်လို့မိုးကြီးကျယ်ရွာချလိုက်တဲ့အခါကျတော့ဝေသာလီပြည်မှာခုနကလူတွေကအမတန်များကြီးတေကြတဲ့အတွက်ကြောင့်လူတွေလောင်းတွေကိုမမြုပ်နိုင်လောက်အောင်လူတွေကများတယ်တင်းကြိုင်းတွေမှာဒီတိုင်းပြစ်ထားတဲ့အနေအထားမျိုးတွေရှိတယ်အဲ့ဒါတွေအားလုံးဟာမိုးကြီးရွာချလိုက်တဲ့အခါကျတော့ဝေသာလီတစ်မျိုးလုံးသုံးတန်တွေရောဗာရောအကုန်လုံးတန့်ရှင်းပြီးတော့သွားတယ်လို့ဒီလိုဆိုတယ်အဲ့တော့မြတ်စွာဘုရားရောက်သွားတဲ့နေ့မှာဆိုဘုရားကြွလာတဲ့လို့ဆိုလိုက်တာနဲ့တပြိုင်နက်မြတ်စွာဘုရားကိုကြီးညိုတဲ့ဘုံတကူကြီးတဲ့နတ်တွေကလည်းပဲပါလာတတ်တယ်ဘုရားကြွလာတာနဲ့တပြိုင်နက်ဘုံတကူကြီးတဲ့နတ်တွေပါလာတာနဲ့ခုနတော့ကအန္တရာယ်ပေးတတ်တဲ့နတ်ဆိုးတွေတရေတွေဘလူးတွေအဲ့ဒါတွေကဘလို့လျောက်အချင်းချင်းဘုံတကူကြီးတဲ့နတ်တွေလာတာနဲ့သူတို့ကရှောင်တိန်ပြီးတော့ထွက်ပြေးသွားကြရတယ်။မြတ်စွာဘုရားရောက်သွားတဲ့အခါမှာမြတ်စွာဘုရားကဒီဘေးဆိုးအန္တရာယ်တွေမကြရောက်အောင်ဘယ်လိုလုပ်မလဲဆိုတဲ့စီမံချက်တစ်ခုဝေသာလီမြို့ကလည်းပဲအမတန်မှကြီးမားတယ်။ဒီတိုင်းသုံးတက်မြို့ကြီးက3ပါချဲ့ထားတာပထမတေငါစမြို့ကတိတ်မကြည့်ဘူးဒီတိုင်းတစ်ထပ်နဲ့လူကြီးကများလာတဲ့အခါနောက်ထပ်ထပ်ပြီးတော့ချဲ့ရတယ်ချဲ့တဲ့အခါမှာတခါဒီတိုင်းတစ်ထပ်ပတ်တယ်တခါအဲ့ဒါနဲ့မလုံလောက်လို့လူကြီးတွေတိုးလာတဲ့အခါနောက်ထပ်တစ်ခါထပ်ပြီးတော့မြို့သစ်တွေပေါ်ပြန်တဲ့အခါမြို့ကြီးကကြီးတယ်ကြီးလာတော့ဝေသာလီမြို့ဟာဒီတိုင်းသုံးတက်ကာယံထားတယ်လို့ဒါကြောင့်မို့လို့ပြောတာဒီတိုင်းသုံးတက်ဆိုတာတစ်ခုနဲ့တစ်ခုနီးနီးတော့မဟုတ်ဘူးအဲ့ဒါလို့အမတန်ကြီးမားတဲ့မြို့ကြီးနောက်ဆုံးတတိယတကားမှာစွန်ဆုံးတကားကနေမြတ်စွာဘုရားရောက်တဲ့အခါစွန်ဆုံးတကားရောက်တဲ့အခါမြတ်စွာဘုရားကရှင်အာနန္ဒာကိုယရဏတုတ်ကိုပို့ချပေးတယ်ပို့ချပေးပြီးတော့ရှင်အာနန္ဒာကမြတ်စွာဘုရားပို့ချတာကိုမှတ်သားပြီးတော့အာနန္ဒာဟောဒီယရဏတုတ်ကိုရွတ်ဖတ်ပြီးတော့ဒီတိုင်းသုံးတက်ကာယံနဲ့ထားမှာလှက်ပတ်ပြီးတော့တစ်ထပ်ပြီးတစ်ထပ်မြို့ကိုလှက်ပတ်ပြီးတော့ယရဏတုတ်ကိုရွတ်ဖတ်ပါလို့မြတ်စွာဘုရားခိုင်းလိုက်တယ်အန္တရာယ်ကင်းတဲ့စီမံချက်တစ်ခုပေါ့နော်အန္တရာယ်ကင်းအောင်လုပ်တယ်ဒါကြောင့်မလို့ခဏခေတ်မှာလည်းပဲအန္တရာယ်တွေပါနေကြားရောက်လာလို့ရှိရင်တော့မကြားရောက်ရအောင်ဆိုပြီးတော့ပြင့်ပြီးတော့ပရိတရားတွေနာကြတယ်ရွတ်ဖတ်ကြတယ်ဆိုတဲ့အစဉ်လာတစ်ခုကရှိခဲ့တယ်အဲ့ဒါလို့ရှင်အနန္ဒာကဒီတိုင်းသုံးတတ်မှာလက်ပန်းပြီးတော့ပရိတရားတွေရွတ်တယ်မြတ်စွာဘုရားရဲ့ကြောက်ရွံ့သပိတ်ကြီးနဲ့ရေတွေကိုထည့်သွားပြီးတော့အဲ့ဒီပရိရေတွေပယ်ဖြန်းလိုက်တယ်ပယ်ဖြန်းလိုက်တဲ့အခါကျတော့မကောင်းဆိုးဝါးတွေကြောင်ကြိုကြောင်ကြားကတ်နေတဲ့မကောင်းဆိုးဝါးတွေပုံလျိုးနေတဲ့မကောင်းဆိုးဝါးတွေဆက်ပြီးတော့မနေနိုင်တော့ဘူးအကုန်ထွက်ပြီးတော့ပြေးကြရတယ်အကုန်ထွက်ပြေးသည့်အတွက်ကြောင့်မကောင်းဆိုးဝါးအန္တရာယ်ကိုအရင်ရှင်းလိုက်တယ်ပျောက်သွားပြီ
ကောင်းစိုးဝါးတွေမရှိတဲ့အခါလူတွေမှာကျမ်းမာရေးတွေပိုကောင်းလာတယ်အဲ့တော့အမနုဿန္တရာကလည်းပဲပျောက်သွားတယ်ရောဂန္တရာကလည်းပျောက်သွားတယ်မိုးတွေရွာချလို့အစာအာဟာရတွေလည်းပဲလူတွေဟာရရှိလာတယ်ဆိုတော့ကတ်ကြီးသုံးပါးကလွတ်မြောက်သွားတယ်လို့ဒီလိုမှတ်တမ်းတင်ထားတာပေါ့နော်အဲ့တော့ဝေဒာတိပြည်မှာအဗ္ဗဓမ္မလူတွေတေကြကြေကြတဲ့ဒီလိုကြီးမားတဲ့ဘေးအန္တရာယ်ကြီးအတိုင်းအတာကြောက်စရာကောင်းတဲ့ဘေးအန္တရာယ်ဆိုကြီး၃မျိုးနဲ့ကြုံတွေ့နေတဲ့အတိုင်းအတာကြီးတစ်ခုပျောက်ကင်းအောင်ဟောဒီသုတ်တံကိုမြတ်စွာဘုရားကဟောထားတာအဲ့တော့ဒီသုတ်တံကိုလူတိုင်းလည်းကြားမှုကြတယ်လွတ်ရတဲ့ပုဂ္ဂိုလ်တွေလည်းပဲအများကြီးရှိကြလိမ့်မယ်သို့သောစနစ်တကျဆောင်ရွက်ဖို့လိုအပ်တယ်သစ္စာပြုတ်ပြီးတော့မြတ်စွာဘုရားကအန္တရာယ်ကင်းအောင်လုပ်တဲ့စီမံချက်ကိုဒီသုတ်တံမှာအဓိကထားပြီးတော့ဟောထားတာဖြစ်တယ်ဒီသုတ်တံရွတ်တော့မယ်ဆိုလို့ရှိရင်အထက်ကရာဆရာကဗာပြောထားလို့ဆိုရင်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုအာယုံပြုဖို့ဆိုပြီးတော့ပဏိဒါနတော်ပဋ္ဌာယတထာဂတဒသပါရမီယောဆိုတာကအစချီပြီးတော့ရွတ်ဖတ်မဲ့ပုဂ္ဂိုလ်တွေဟာနှလုံးသွင်းဆင်ခြင်ရမယ်ရွတ်တော့မယ်ဆိုလို့ရှိရင်ဘုရားလောင်းတော်ဟာဒီပင်ကရာမြတ်စွာဘုရားထံမှာဗျာဒိတ်ခံတဲ့အချိန်ကနေစပြီးတော့ပါရမီ7ပါးအပြား30ဖြည့်ခြင်းခဲ့ပုံစွန့်ကြီး5ပါးကျင့်ခဲ့ပုံစရိယ3ပါးကိုဖြူခြင်းခဲ့ပုံဒုက္ခရစရိယာကျင့်နေကျင့်ခဲ့ပုံအပရာဇိတပလင်မှာထူးခြားတဲ့တပ္ပညုတဉာဏ်တော်ကြီးကိုရခဲ့ပုံဓမ္မစကြာတရားဟောတော်မူပုံစတဲ့ဘုရားပင်မိမိတို့တတ်သမျှမှတ်သမျှမြတ်စွာဘုရားရဲ့ကြီးညိုပွဲဘဝဖြစ်စဉ်တွေကိုရှေးဥစွာဆင်ញင်ပါတဲ့ဆင်ញင်ပြီးတဲ့အခါမှာဒီသုတ်တံကိုရွတ်ပါလို့ဒီလိုပြောတာအဲ့တော့စနစ်တကျလုပ်ဖို့လိုအပ်တယ်ပေါ့ရွတ်ပြီဆိုရင်ရှင်အနန္ဒမထေရကအဲ့လိုပြီးတော့နောက်ရွတ်ပြီဆိုတဲ့ပုဂ္ဂိုလ်တွေမှာဘာလုပ်ရမှာလဲတတ္တဝါတွေပေါ်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေပေါ်မှာသနာခြင်းဆိုတဲ့ကရုဏာတရားကိုရှေ့တန်းတင်ထားပြီးတော့လုပ်ပါကရုဏာနဲ့ရွတ်ဖတ်30ပေးပါတိတုပါကရန္တရေတုတိယမာရတိပရိဒံကရွန်တော်အာယတမအနန္တထေရုံးယဆိုတဲ့အတိုင်းဒီတိုင်းသုံးတဲ့အတွင်းမှာရှင်အနန္ဒမထေရတိယမာရတိဆိုညာလုံးပေါက်ရွတ်တယ်ပထမယံလည်းရွတ်တယ်ဒုတိယယံလည်းရွတ်တယ်တတိယယံလည်းရွတ်တယ်ဆိုညာလုံးပေါက်ပြည့်ရွတ်တယ်ဆိုတာခဏလေးရွတ်တာမဟုတ်ဘူးတဲ့ညာလုံးပေါက်ရွတ်တာနော်အဲ့ဒီစနစ်တိုင်းပဲမြန်မာနိုင်ငံမှာတော့ဒီကနေ့ပဋ္ဌာန်းတရားတော်တွေကိုအတန်30တရက်မက2ရက်မက3ရက်မကလို့ရွတ်ကြတယ်ပရိတ်ကိုတော့အတန်30ရွတ်တာသိပ်ပြီးတော့မရှိဘူးညာလုံးပေါက်ရွတ်တာတော့မကြဘူးပရိတ်ရွတ်တယ်ဆိုခဏလေးနဲ့ပြီးသွားတယ်စီယိုနိုင်ငံမှာကြတော့အဲ့ဒါရှိတယ်ညာလုံးပေါက်ပိဋကပွဲတွေရှိတယ်ညာလုံးပေါက်ရွတ်တယ်ပရိမန္တတွေကိုစောင်းပြီးတော့ဒီညာလုံးပေါက်ပရိရွတ်ပွဲတွေပါရှိသူတို့နိုင်ငံမှာတော့ပဋ္ဌာန်းရွတ်တာတော့မရှိဘူးဗမာဘုန်းကြီးတွေရောက်တဲ့အခါတခါတရံတော့ဗမာပြည်ရောက်မှုတဲ့တီဟိုနိုင်ငံသားတွေကဗမာပြည်မှာအတ္တမစဲပဋ္ဌာန်းပွဲတွေကိုတွေ့ခဲ့မှုဒီအတွက်သူတို့ကလည်းတခါတရံတော့ပြည့်ရွတ်တာဗမာဘုန်းကြီးတွေရှိတဲ့အခါမှာတော့ပြည့်ရွတ်တာတော့ကြုံဘူးတယ်ပေါ့နော်ပရိပွဲကတော့သူတို့ကြာကြာနာနာလုပ်တယ်ပရိမန္တတွေပရိအိုးတွေပရိရည်တွေနဲ့ညာလုံးပေါက်ရွတ်တယ်ရှင်အနန္ဒမထေရဟောဒီယရဏသုတ်ကိုရွတ်တဲ့အခါမှာလည်းပဲညာလုံးပေါက်ရွတ်တယ်အဲ့ဒါလို့ညာလုံးပေါက်ရွတ်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကအဲ့ဒီအချိန်မှာတန်ထာဂါရလို့ခေါ်တဲ့အစည်းအဝေးဆောင်ကြီးမှာမြတ်စွာဘုရားကိုပြညတယ်အားလုံးအဲ့ဒီနေရာမှာစုဝေးပြီးတော့တရက်လည်းမဟုတ်ဘူး9ရက်တိတိဒါစကြိုပြေမှာအန္တရာယ်ကင်းပြီးဆောင်ရွက်ကြမြတ်စွာဘုရားကအဲ့ဒီတန်ထာဂါရဆိုတဲ့လွတ်တော်အဆောက်အဦကြီးထဲမှာဒီယရဏတုတ်ကိုပဲ9ရက်တိတိဟောခဲ့တယ်ထပ်ပြီးတော့အန္တရာယ်ကင်းမှုကြီးမှရည်ရွယ်ချက်နဲ့ထပ်ပြီးတော့ဟောတယ်မြတ်စွာဘုရားဟောထားတဲ့ဒီယရဏတုတ်ပြိတ္တရားတော်ကြီးဟာ
ဘယ်လောက်ထိအောင်ပြန့်နှံ့တယ်လဲလို့ဆိုလို့ရှိရင်ကောတိတတသဟတေတုစက္ကဝါလေတုဒေဝတာယတနာပဋိကနန္တိယင်္စဝေတာလေးရပုရေလို့စัจ java လာဂရေတသိန်းကနတ်တွေကမြတ်စွာဘုရားတရားတော်ကြီးတကုအာနာပါဝါကိုခံယူထားတာဖြစ်သောကြောင့်မြန်မာနိုင်ငံလိုနိုင်ငံလေးတစ်နိုင်ငံဒါတွေမကဘူးအခုလိုမုံရွာမြို့လေးတစ်မြို့တည်းဒီလိုမဟုတ်ဘူးအားလုံးစัจ java လာဂရေတသိန်းထိအောင်မြတ်စွာဘုရားဟောတဲ့ဒီယရဏတုတ်ရဲ့တကုအာနာပြန့်နှံ့တယ်လို့ဒီလိုပြောတယ်။စွန့်ရည်တတ္တိဟာအဲ့လောက်ထိအောင်ကျယ်ပြန့်တယ်လို့ပြောတယ်။တဏှာတွေကရွတ်လိုက်လို့ရှိရင်လူသားတွေအနေနဲ့မကြားနိုင်ပြီပဲလို့စัจ java လာမှာရှိတဲ့နတ်တွေကတော့ဒါတွေကိုအလုံးကြားနိုင်တဲ့အနေထားရှိတယ်။ဒါကြောင့်မို့ဟောဒီယရဏတုတ်ကိုရွတ်လိုက်လို့ရှိရင်စัจ java လာဂရေတသိန်းမှာရှိတဲ့နတ်တွေကဒီမြတ်စွာဘုရားရဲ့တကောအာနာပါဝါကိုတရားတော်မြတ်ကိုခံယူကြည်ညိုထားသည့်အတွက်ကြောင့်စัจ java လာဂရေတသိန်းမှာအန္တရာယ်တွေကင်းနိုင်တယ်လို့ဒီလိုဆိုတာနော်အဲ့ဒါတော့အစွမ်းထက်တဲ့ပြိတ္တရားတော်ကိုလေးလေးနဲ့ထားပြီးတော့အတိတ်ပဲသိဖို့အမှန်တမ်းအရေးကြီးတယ်ပေါ့တမန်ရွရွစင်ရွတ်သွားတဲ့အခါကျတော့ဘာမှမသိလိုက်တော့ဘာမှမသိလိုက်တကယ်ကတော့ယရဏတုတ်ဆိုတာသစ္စာကိုအသုံးပြုပြီးတော့မြတ်စွာဘုရားကအန္တရာယ်ကင်းအောင်စီမံပေးတာပဲအချိန်ချင်းထပ်ထပ်ရွတ်တယ်အဲ့တော့သစ္စာဆိုတဲ့နေရာမှာဘုန်းကြီးတို့စာပေကျမ်းကမှာသစ္စာကို6မျိုးခွဲပြထားတာရှိတယ်ပေါ့သစ္စာဆိုတဲ့စကားလုံးလေးအောက်မှာ6မျိုးရှိတယ်တစ်မျိုးကဘာလဲလို့ဆိုလို့ရှိရင်ဝစီသစ္စာစာထဲမှာတစ်ခါတည်းဝါစာသစ္စာလို့လည်းခေါ်တယ်ဝစီသစ္စာဆိုတာနှုတ်ကပြောလို့ရှိရင်မှန်တာပဲပြောတယ်လိမ်မပြောဘူးအမှန်တိုင်းပြောတယ်အဲ့ဒါကိုဝစီသစ္စာလို့ခေါ်တယ်အဲ့ဒီဝစီသစ္စာအဝိဓမ္မစွမ်းရည်တ္တိထက်တယ်လို့ပြောတယ်ဒီလောကလူတွေကတော့မူသားမပါလင်္ကာမချောဆိုပြီးတော့နည်းနည်းလေးတော့အပူအမိုလေးနဲ့မှားမှားယွင်ယွင်လေးထည့်ပြောလေးရှိကြတယ်မူသားပါမှချောတယ်ပြေးတယ်လို့ဒီလိုထင်။မြတ်စွာဘုရားတရားတော်ကြတော့အဲ့လိုမဟုတ်ဘူး။မှန်မှန်ကန်ကန်ပြောရမယ်။မှန်မှန်ကန်ကန်ပြောတာတကုအာနာရှိတယ်ပြောနော်။မှန်ကန်တဲ့စကားတကုရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ရှင်းတော့ကဒီလိုသစ္စာဆိုပြီးတော့ရေကိုဖြတ်ကူးတာတွေရှိခဲ့ဘူးတယ်နော်။ရေကိုဖြတ်ကူးတာတွေရှိခဲ့ဘူးတယ်။သစ္စာဆိုပြီးတော့အစိတ်တွေသင်ရောက်နေတဲ့အစိတ်တွေကိုပြေပြောင်းသွားအောင်လုပ်တာရှိတယ်မျိုးမျိုးပဲလောကမှာဒီသစ္စာတရားရှိနေတဲ့အခါမှာနော်အလိုလိုသစ်ပင်တွေကတောင်မှဆေးဘက်ဝင်တယ်လို့မြန်မာမှာဒီလိုအဆိုတွေရှိကြတယ်သစ္စာရဲ့တကောဟာအမှန်တမ်းကြီးမားတယ်လို့ဒီလိုပြောတာအဲ့ဒီသစ္စာကိုအသုံးပြုပြီးတော့မြတ်စွာဘုရားကဒီမှာဒီလိုဟောခဲ့တာနော်အဲ့တော့ဝစီသစ္စာဒါကသစ္စာတစ်ခုနောက်သစ္စာတစ်ခုကဘာလို့ဆိုဝိရတိသစ္စာဝိရတိသစ္စာဆိုတာလိန်ပြောခြင်းမှရှောင်ကျင်မှုပဲတခါတရံဝိရတိရှောင်ကျင်မှုကိုကောက်ရှိတယ်အဲ့ဒါကဝိရတိသစ္စာနောက်တစ်ခုကဘာလို့ဆိုဒိဋ္ဌိသစ္စာအမြင်နဲ့ပတ်သက်လာပြီးကိုယ်အမြင်ကသာမှန်တယ်တခြားအမြင်ကမမှန်ဘူးလို့ပြောတာဣဒမေဝသစ္စာမောဂမေညာဒီယူဆတာမှန်တယ်အခြားယူဆမမှန်ဘူးလို့ပြောတယ်အဲ့ဒီလိုနေရာမျိုးမှာဒိဋ္ဌိသစ္စာလို့ဆိုလိုတယ်နောက်တစ်ခါကျတော့ဗြဟ္မဏတွေကသူတို့ရဲ့အယူဆကိုအမှန်တရားလို့သူတို့ကထုတ်ဖော်ပြောတဲ့အချက်တွေရှိတယ်အဲ့ဒါကိုတော့ဗြဟ္မဏသစ္စာလို့ဒီလိုနာမည်ပေးထားတာရှိတယ်ပေါ့နောက်တစ်ခါလုံးဝအမှားယွင်းမရှိတဲ့အမှန်တရားကိုတော့ပရမတ္ထသစ္စာနိဗ္ဗာန်ကိုတော့ပရမတ္ထသစ္စာလို့ဒီလိုခေါ်တယ်။အခါအရိယသူတော်စင်တို့သိရတဲ့ဒုက္ခသမုဒိယនិရောဓမဂ္ဂလို့ဆိုတဲ့သစ္စာကိုတော့အရိယသစ္စာလို့ခေါ်တယ်။အလုံးပေါင်းလိုက်တဲ့အခါကျတော့သစ္စာ6မျိုးတဲ့။သစ္စာဆိုတဲ့စကားလုံးလေးအောက်မှာဒီလို6မျိုးခွဲရတယ်။6မျိုးခွဲခြားပြီးတော့သိရမယ်။6မျိုးခွဲခြားပြီးတော့လိုအပ်တဲ့သစ္စာဘာလဲလို့ဆိုတာကိုကောက်ယူရမယ်ပေါ့။
အခုဒီနေရာမှာယရဏတုတ်မှာဟောထားတဲ့သစ္စာကတော့ဝစီသစ္စာပဲမှန်ကန်တဲ့စကားကိုပြောတဲ့ဝစီသစ္စာပဲအဲ့ဒီသစ္စာကိုအသုံးပြုပြီးတော့မြတ်စွာဘုရားအန္တရာယ်ကင်းအောင်ဆောင်ရွက်ပေးတယ်အဲ့ဒီလိုအန္တရာယ်ကင်းအောင်ဆောင်ရွက်တဲ့နေရာမှာဘုရားကုံတရားကုံသံဃာကုံဆိုတာအဓိကထားဒါကြောင့်မလို့ယရဏသုံးပါးရဲ့ဂုဏ်ကိုအာယုပြုပြီးတော့သစ္စာဆိုနိုင်အောင်လို့မြတ်စွာဘုရားကဘုရားကုံတရားကုံသံဃာကုံဒါတွေနဲ့ထုတ်ဖော်ပြီးတော့သစ္စာဆိုခိုင်းခဲ့တယ်မြတ်စွာဘုရားဂုဏ်တော်နဲ့ပတ်သက်ပြီးတော့ဂါထာ၃ပုဒ်ရှိတယ်အဲ့ဒါဘုရားကုံနဲ့ပတ်သက်ပြီးတော့ဆိုတဲ့သစ္စာဂါထာ၃ပုဒ်တရားကုံနဲ့ပတ်သက်ပြီးတော့ဆိုတဲ့ဂါထာက၂ပုဒ်ရှိတယ်သံဃာကုံနဲ့ပတ်သက်ပြီးတော့ဆိုတာက၈ပုဒ်ရှိတယ်အခြေခံဟောပြောတာက၂ပုဒ်ရှိတယ်အဲ့တော့ယရဏတုတ်မှာဒီလိုဘုရားကုံတရားကုံသံဃာကုံနဲ့ပတ်သက်ပြီးတော့သစ္စာဆောင်မှုတွေကိုမြတ်စွာဘုရားသခင်ကိုရောမြတ်ကသင်ပေးထားတာဖြစ်တယ်ရှင်အာနန္ဒာကညာလုံးပေါက်ဒီသစ္စာတရားတွေသစ္စာဆုံးပြီးတော့ယရဏတုတ်ကိုရွတ်ဖတ်တရစေခြင်းဖြင့်ဝိသတိပြည်မှာကြားရောက်နေတဲ့ဘေးရန်အန္တရာယ်တွေကြောက်ကင်းအောင်ဆောင်ရွက်ပေးတယ်မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲဒီယရဏတုတ်ကိုပဲ9ရက်တိတိထပ်ပြီးတော့ပရိသတ်တွေကိုရှင်းလင်းပြီးတော့ဟောကြားခဲ့တယ်အဲ့တော့ပရိရွတ်တော့မယ်လို့ဆိုတဲ့အချိန်မှာရှေ့ပိုင်းကမြတ်စွာဘုရားရဲ့တိုက်တွန်းတဲ့ခန္ဓာလေးနှစ်ပုဒ်ကရှိတယ်ပေါ့အဲ့တိုက်တွန်းတဲ့ခန္ဓာလေးနှစ်ပုဒ်ကဘာလို့ဆိုရင်အလုံးရကြတဲ့အတိုင်းယာတိတဘုဒ္ဓာလိသမာဂတာလိဘုံမာလိဝါယာတိဝအတ္တလိခေသဗ္ဗေဝဗုဒ္ဓံသုမနာဘဝန္တုအထောပိသက္ကိစ္စသုဏန္တုဘာတိတံဆိုတာဒါအမတ္တမသဘာဝကြတယ်မြတ်စွာဘုရားနတ်တွေရဲ့အကူအညီကိုရှေးဥစွာယူတယ်နတ်တွေရဲ့အကူအညီကိုရှေးဥစွာယူအဲ့တော့နတ်ကိုးကွယ်တာနဲ့နတ်အကူအညီယူတာနဲ့တခြားစီရောထွေးပြီးတော့အဲ့ဒါနတ်ကိုးကွယ်တာတွေကိုအပြစ်တင်ရုံနဲ့အပြစ်တင်ပြီးတော့ဒီနတ်ကိုမေတ္တာပို့တာတွေရောအမျှဝေတာတွေရောဒါတွေပါပုတ်ခတ်ပြီးတော့မပြောသင့်ဘူးပေါ့ကိုးကွယ်တာကတော့ဗုဒ္ဓဘာသာတွေအနေနဲ့တရားတရားသံဃာပဲကိုးကွယ်ရမှာပေါ့ကိုးကွယ်တာနဲ့ခုနကမိတ်ဆွေတွေကတခြားစီပဲလေအဲ့တော့ဒီမှာကြည့်ယာနိဒဗုဒ္ဓာလိသမဂတာလိဘုံမာတိဝါယာနိဝအတ္တလိခေဆိုဒီပေါ်မှာရှိတဲ့နတ်ပဲဖြစ်ဖြစ်ကောင်းကင်မှာနေတဲ့နတ်ပဲဖြစ်ဖြစ်ဟောဒီနေရာဌာနရောက်ရှိနေကြတဲ့နတ်တွေအားလုံးတဲ့သဗ္ဗေဝဗုဒ္ဓသုပနာဘဝန္တုအဲ့ဒီရောက်ရှိနေကြတဲ့နတ်တွေအားလုံးဟာဝါမြောက်ဝမ်းသာဖြစ်ကြပါသည်ဒီစကားလေးကအရှိဥစွာစပြီးတော့ပြောတယ်ဟုတ်တယ်လေအန္တရာယ်တွေကိုကာကွယ်ပြုဖို့ရအတွက်သူတို့ရဲ့အကူအညီစောင့်ရှောက်ကလည်းလိုအပ်တယ်ဒါကြောင့်မို့လို့သဗ္ဗေဝဗုဒ္ဓသုမနာဘဝန္တုအလုံးဝါမြောက်ဝမ်းသာဖြစ်ကြပါစေဒီစကားလေးကစပြောပြီးတော့နောက်ဘာပြောတော့ဆိုအထောပိသက္ကိစ္စသုဏန္တုမာတိတံမပြောမဲ့စကားကိုလည်းလေးလေးစားစားနားထောင်ကြပါဒါလည်းလိုအပ်တာတလေးတစားတတိထားပြီးတော့နားထောင်ဘာတွေပြောတယ်ဆိုတာတရားဓမ္မကိုလည်းပဲလေးလေးစားစားနားထောင်ပါလို့နတ်တွေကိုရှုဆိုတိုက်တွန်းတဲ့စကားနဲ့မြတ်စွာဘုရားကဒီတုတ်ကိုစတာပြီးတော့နတ်တွေကိုဗာဆက်ပြောလို့ဆိုတတ္တမဟိဘုဒ္ဓနိတမေထသဗ္ဗေဒါကြောင့်မို့နတ်တွေအားလုံးဟာနားဆိုင်ပြီးတော့ထောင်ပါတဲ့ကိရိယဆိုင်နားထောင်ကြပါအလုံးရမယ်ဆိုတာပြောမလို့နားထောင်ကြပါမေတ္တံကရောထမာနုတိယသစာယလူသားတွေအပေါ်မှာမေတ္တာထားကြပါတဲ့မုန်းတီးမှုမလုပ်ကြပါနဲ့လို့ဒီလိုပြောဟောနတ်တွေကိုလူတွေကလည်းပဲနတ်တွေကိုမေတ္တာပို့ရတယ်လို့နတ်တွေကလည်းလူတွေပေါ်မှာမေတ္တာထားပါလို့မြတ်စွာဘုရားတဦးနဲ့တူချစ်ခင်မှုဆိုတာအဓမ္မအရေးကြီးလောကမှာအမုန်းတရားတွေပြန့်ပွားလာလို့ရှိရင်အန္တရာယ်ကြီးတွေဒီကနေ့ခေတ်ကြီးပဲလူသားတွေချင်းချင်းပြင်းထန်တဲ့အာဃာတတရားတွေရှိတဲ့အခါကိုနာဘုံခွဲဒီနာဘုံခွဲတဲ့ကဘာမှာသာရရိစင်ဆိုတာတွေပေါ်လာကုန်တယ်ပေါ့
ဒုက္ခရောက်အောင်လူသားတွေဒုက္ခရောက်အောင်လုပ်တဲ့အမှုအကျင့်တွေဒီကနေ့ခေတ်မှာပေါ်လာအဲ့ဒါတွေဟာဘာကြောင့်ဒီလိုဖြစ်ရတာတော့ဆိုပြင်းထန်တဲ့အမုန်းတရားတွေကြောင့်ဖြစ်တာတဦးနဲ့တူမေတ္တာထားနိုင်မယ်ဆိုလို့ရှိရင်ဒီအနေထားမျိုးမရောက်ဘူးလို့ပြောတယ်ဒါကြောင့်မို့လို့နတ်တွေကလည်းလူသားတွေပေါ်မှာမေတ္တာထားကြပါလို့မြတ်စွာဘုရားရှင်းဥစွာတိုက်တွန်းဘာဖြစ်လို့လူသားတွေပေါ်မှာမေတ္တာထားခိုင်းတာတော့အကြောင်းမဲ့လားလို့ဆိုမဟုတ်ဘူးလူသားတွေဒီဝါစရတ္တောစဟရန္တိယေပလေတတ္တမဟိနေရခထအပမတလူတွေကပရိသတ်စာပေးနေကြတယ်ကိုယ်အိမ်ကိုမှကိုယုံကြည်ရာတချို့လူတွေကဟုတ်လားအုံသီးဆွဲထားတယ်နော်နဂနာပေးထားတယ်အုံကပြောတင်ထားတယ်နတ်တွေကိုပြီးတော့မေတ္တာပို့တယ်အမျှဝေတယ်ဒီစဉ်ကုသကောင်းမှုလုပ်တိုင်းတတ္တဝါတွေအားလုံးကိုအမျှဝေတာဒီအမျှဝေတာဟာလည်းပဲဒါသူတို့ကိုပူဇော်တဲ့သဘောပဲနတ်ကိုပူဇော်တဲ့သဘောပဲကိုလုပ်တဲ့ကုသိုလ်ကောင်းမှုလုပ်ပြီးတိုင်း30ဘုံတိုင်းကျင်လီကြကုန်သောလူနတ်ရှင်မသတ္တဝါတို့ချမ်းသာကြပါစေအမျှရကြပါစေဆိုဒါသူတို့ပူဇော်တာပဲအမျှနဲ့ကုသိုလ်နဲ့ပဲပူဇော်ပေးတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကဒီဝါစရတ္တောစဟရန္တိယေပလေတတ္တမဟိနေရခထအပမတ္တာလူတွေဟာနေရောညပါလက်တွေပေါ်မှာပူဇော်နေကြတယ်တဲ့ဒါကြောင့်မို့လို့လူတွေကိုဒုက္ခမရောက်အောင်ဆောင်းလျှောက်ကြပါလို့ရှင်းဥစွာတိုက်တွန်းတယ်ဒါယရဏတုတ်ထဲမှာရှင်းဥစွာတိုက်တွန်းတဲ့စကားတခုဟောအဲ့ဒါနတ်ကိုးကွယ်တာလည်းမဆိုင်ဘူးနော်နတ်ကိုးကွယ်တယ်မဆိုင်နတ်ဆိုတာနဲ့အကုန်လုံးရောပြီးတော့ကိုးကွယ်မှုဆိုတာဘာပြောနတ်ကခိုင်းရင်အကုန်လုံးတာနော်နတ်ကနေပြီးတော့ငါတတ်ပြီးတော့တင်ရမယ်ဆိုလဲငါတတ်မယ်နွားတတ်ရမယ်ဆိုလဲတတ်မယ်ဆိုရင်အဲ့ဒါတော့နတ်ခိုင်းတာနတ်ကိုးကွယ်တယ်ခေါ်ဒါဒီလိုမဟုတ်ဘူးအချင်းချင်းပြန်လာကိုယ်အိမ်လာတဲ့မိတ်ဆွေကိုကျွေးတာပွေးတာလဲဒါပူဇော်တယ်လို့ခေါ်တာပဲပူဇော်တယ်လို့ခေါ်တယ်ကိုယ်အိမ်ရောက်လာလို့ရောက်လာတဲ့ပုဂ္ဂိုလ်တွေကိုဟုတ်လားကော်ဖီလေးတစ်ခွက်တိုက်ရင်လည်းဒါပူဇော်တာပဲသမင်းတစ်နက်ကျွေးရင်လည်းပူဇော်တာပဲအဲ့တော့နတ်တွေပူဇော်တာဆိုတာကိုစားတဲ့ထဲကနေပြီးတော့သူတို့ကိုရည်ညွှန်းပြီးတော့ပေးရင်လည်းသူတို့ဝမ်းသာမှာပဲသူတို့ကိုပူဇော်တယ်အသိမှတ်ပြုတယ်ဆိုတဲ့အလုံးဟာဒီဟာနတ်ကိုးကွယ်တာလေတခြားစီလို့ဒီလိုမှတ်ရမယ်။ရသော်ဘုရားဟောတဲ့ဒီယရဏတုတ်ထဲမှာကြည့်တယ်။တတ္တမဟိဘုဒ္ဓနိတမေထသဗ္ဗေဘုဒ္ဓဆိုတာနတ်တွေပြောတယ်။အေးနတ်တွေအားလုံးနားဆိုင်ပြီးတော့ထောင်ကြပါတဲ့။မေတ္တံကရောထမနုတိယပဇာယလူသားတွေပေါ်မှာမေတ္တာထားကြပါမနှောက်ယှက်ကြပါနဲ့လူသားတွေကိုဆောင်းလျှော့ကြပါ။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်ဒီဝါစရတ္တောစဟရန္တိယေပလေလူတွေကနတ်တွေပေါ်မှာကိုယ်အတိုင်းတာအလိုက်ပူဇော်နေကြတယ်တတ္တမဟိနေရခထအပမတ္တဒါကြောင့်လူတွေကိုဆောင်းလျှော့ကြပါလို့ဟောဒီစကားကိုမြတ်စွာဘုရားအရင်ပြောဆိုလိုတာကဒီစကားကလူတွေနဲ့နတ်တွေကိုမိတ်ဆက်ပေးလိုက်တာဟောမြတ်စွာဘုရားကြွလာတယ်ဆိုလို့ရှိရင်နတ်ပရိသတ်ကလည်းပါလာတာပဲဘုရားရောက်တဲ့နေရာနတ်ပရိသတ်တွေဘုရားတွေမဟုတ်ဘူးသီလသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေနတ်ပရိသတ်ကပါလာတာပဲသူတို့ကိုစောင့်ကြတဲ့နတ်တွေတို့အလုံးမှာရှိတဲ့အိမ်မှာရှိတဲ့နတ်တွေအိမ်ဆောင်နတ်တွေခြံဆောင်နတ်တွေချောင်းဆောင်နတ်တွေတောဆောင်နတ်တွေတောင်ဆောင်နတ်တွေဒါတွေကသူတို့လည်းပဲကိုယ်နေရာအတိအကျမှနေနေကြတာအဲ့ဒီနတ်တွေနဲ့လူတွေနဲ့မိတ်ဆက်ပြီးတော့ပေးတယ်အခုမုံရမြို့မှာထင်ရှားသွားတဲ့အပဒံထင်ရှားကြော်ကြတဲ့တပိဓမ္မာဘက်မှာလည်းပါရဂူမြောက်တန်းမြောက်သွားတယ်လေဒီဆရာတော်ဘုရားကြီးဆိုတာလေအလုံးသိကြတယ်ပေါ့လေဒီဆရာတော်ကြီးကလည်းကြည့်လေဒီဆရာတော်ကြီးကနတ်ပူဇော်တာမဟုတ်ဘူးသို့တော်လည်းနတ်ကိုရှိခိုးတာနတ်ကိုးကွယ်တာမဟုတ်ဘူးသို့တော်လေဒီဆရာတော်ကြီးကမေတ္တာပို့တယ်အမျှဝေတယ်ဒါကြောင့်မလို့နတ်တွေကလေဒီဆရာတော်ကြီးကိုဆောင်းရှောက်တယ်ကြည့်လေမိုးတွေဘာတွေခေါင်းနေတယ်မိုးမရွာဘူးဆိုလေဒီဆရာတော်ကြီးကမိုးကမွာရွတ်ပြီးတော့သစ္စာဆိုပေးတယ်မိုးတွေရွာလာတယ်အင်္ဂလိပ်ခေတ်ကလည်းမြန်မာနိုင်ငံမှာမိုးခေါင်ရေရှားတွေဖြစ်ခဲ့ဘူးလေဟောလေဒီဆရာတော်ကြီးကမိုးကမွာတို့ဘာတို့တီထွင်ပြီးတဲ့အခါမှာအခုလိုသစ္စာတွေဆိုပြီးတော့မိုးကမွာတွေဘာတွေရွတ်ပေးတဲ့အခါ
မိုးတွေရွာလာတယ်လို့ဒီလိုမှတ်တမ်းနေရှိတယ်လွန်ဆွဲလို့မိုးရွာတယ်လို့ဆိုတဲ့ဟာတော့အကြောင်းမဲ့တက်တဲ့အဲ့ဒါဟာနော်အဲ့တော့နတ်တွေနဲ့လူတွေမမြင်ရပေမဲ့လို့နတ်တွေနဲ့လူတွေဟာအပြန်အလှန်ချစ်ချစ်ခင်ခင်ရှိဖို့ဆိုတဲ့အဓိပ္ပာယ်ကိုဟောဒီမှာယရဏသုတ်ကိုဖော်ပြထားတာပေါ့အဲ့ဒီလိုမေတ္တာပို့ခြင်းအမြပေးဝေခြင်းဖြင့်နတ်တဲ့လူဟာချင်းချင်းမေတ္တာချင်းကူးဆက်ပြီးတော့သွားနိုင်တယ်တဲ့အဲ့ဒါကရှေ့ပိုင်းကမြတ်စွာဘုရားဟောပြီးတဲ့အခါကြည့်ဝေဒနိတိကအန္တရာယ်ကင်းအောင်ပါဟောတယ်လို့ဆိုဘုရားကုံနဲ့သစ္စာဆိုဖို့ကိုမြတ်စွာဘုရားဟောတယ်ယံကိစီဝိတ္တံဣဒဝါပုရဝါတက္ကေတုဝါယံရတနံနာနောသမံအဋ္ဌိတထာဂတေနဣဒံမိဗုဒ္ဓေရတနံပဏိတံဧတေနသစ္စေနသောတိဟောတုဒီခါတာစပြီးတော့သစ္စာဆိုဖို့ကိုမြတ်စွာဘုရားပြယံကိစီဝိတ္တံဣဒဝါပုရဝါဆိုဣဒဝါဆိုဟောဒီလောကမှာပဲဖြစ်စေသို့မဟုတ်လူပြည်မှာပဲဖြစ်စေပုရံဆိုတာတခြားဘုံဘဝတွေမှာပဲဖြစ်စေနတ်ပြည်တို့ဘာလို့တခြားမှာပဲဖြစ်စေတက္ကေတုဝါနတ်ပြည်ဗြဟ္မပြည်မှာပဲဖြစ်စေတဲ့လောကမှာအလွန်မွန်မြတ်တဲ့ယရနာတွေဆိုတာရှိတယ်ဟုတ်တာပေါ့ရွှေတွေငွေတွေကြောက်တံပရမများတွေလူပြည်မှာသာရှိတာမဟုတ်ဘူးနတ်ပြည်မှာလည်းရှိတယ်ဒီလိုအလွန်မွန်မြတ်တဲ့ယရနာတွေရှိတယ်ဆိုလိုတာကတော့လောကကြီးမှာရှိတဲ့စိန်ရွှေယရနာတွေလူတိုင်းနှစ်သက်တဲ့စိန်ရွှေယရနာတွေဟာရှိတယ်အဲ့တော့ရတနာဆိုတဲ့စကားလုံးကမြန်မာလူမျိုးတွေကမြန်မာစကားလောက်ဖြစ်ပြီးတော့ယဉ်နေကြတယ်ရတနာဆိုတာဒါကိုမြင်လို့ရှိရင်လူတွေစိတ်ထဲမှာရှင်းနှက်နေတယ်နှစ်သက်တယ်ရွှေမြင်ရှင်းနှက်တယ်ဗရမ ्या မြင်ရှင်းနှက်တယ်ကြောက်တံပရမ ्या တွေမြင်ရှင်းနှက်တယ်အဲ့ဒါတွေကိုယရတနာလို့ခေါ်တယ်ရတိဇနေတိတိရတနာဆိုတဲ့အတိုင်းယရနာသို့တော့အဲ့ဒီယရနာဆိုတာဘာကြောင့်ယရနာခေါ်ရတာတော့လို့မေးမယ်ဆိုလို့ရှိရင်ယရနာခေါ်ပုံကစိတ်တိကတံမဟက်ကင်္စအတုလံဒုံလဘဒသနာဆိုတဲ့ဂါထာအရာပြောပဲဆိုရင်ယရနာဆိုတာစိတ်တိကတံလူတိုင်းရဲ့အကြိုက်တွေ့တယ်လူတိုင်းကရှင်းတတ်တယ်လူတိုင်းကြိုက်တယ်လူတိုင်းလိုချင်တဲ့အရာဖြစ်တယ်ပေါ့လူတိုင်းနှစ်သက်တဲ့အရာဖြစ်တယ်ဒါယရနာမဟက္ခဆိုတာတန်ဖိုးကြီးတယ်အမှန်တမ်းတန်ဖိုးကြီးတဲ့အရာယရနာလို့ခေါ်တယ်အတုလနိုင်ဖို့ရှင်မှုတန်ဖိုးဖြတ်ဖို့မဖြစ်နိုင်တော့အောင်ဆင့်မြင့်တယ်အတုမဲ့တယ်တန်ဖိုးအမှန်တမ်းကြီးမားတယ်အတုလဖြစ်တယ်နိုင်เสียဥပမာမရှိဘူးအနိုင်မဲ့ဖြစ်တယ်ဟောအဲ့ဒါမျိုးယရနာဒုလဘဒသနာဆိုတာတွေးဖို့မြင်ဖို့ရခဲတဲ့အရာဖြစ်တယ်လမ်းကဲနဲ့ကြောက်တွေဘလောက်ပေါ်နေနေယရနာလို့ဆိုတဲ့ဗရမ ्या ကြောက်ကြတော့တွေ့ရခဲတယ်ပေါ့အမြဲတမ်းရှားပါတယ်ပေါ့ဟွာနဲ့ရှင်နိုင်အဲ့တော့ယရနာဆိုတဲ့သဘောကတွေ့ဖို့မြင်ဖို့ခဲတဲ့ဟာလည်းပဲယရနာပဲအနောမတ္တပရိဘောကထက်တန်းကြတဲ့ပုဂ္ဂိုလ်တွေမှာအသုံးပြုနိုင်တယ်တမ္မာပုဂ္ဂိုလ်တွေလူတိုင်းမသုံးနိုင်တဲ့ပစ္စည်းမျိုးယရနာလို့ခေါ်တယ်ဒါလောကီဘက်ကပြောတဲ့ယရနာလောကီယရနာတွေပဲကြည့်ဒီအခြေအနေမျိုးတွေနဲ့ရှိတယ်ပေါ့အဲ့တော့လောကမှာရှိကြတဲ့စိန်ရွှေစားတဲ့ဒီယရနာတွေဟာလူပြည်မှာပဲရှိရှိနတ်ပြည်မှာပဲရှိရှိလောကမှာယရနာအမျိုးမျိုးတွေလူတွေရဲ့အကြိုက်ယရနာအမျိုးမျိုးရှိတယ်တဲ့အဲ့ဒီယရနာတွေထဲမှာမြတ်စွာဘုရားနဲ့တူတဲ့ယရနာဆိုတာတခုမှမရှိဘူးမြတ်စွာဘုရားရဲ့ဗုဒ္ဓရတနာဟာမြတ်စွာဘုရားရဲ့နှစ်သက်ဖွယ်ကောင်းတဲ့အခြေအနေဂုဏ်ကြီးမျိုးဟာတခြားယရနာတွေမှာမရှိနိုင်ဘူးဒါကြောင့်မို့ယရနာလို့ခေါ်လို့ရှိရင်မြတ်စွာဘုရားရဲ့ဂုဏ်အရေးချင်းတွေကတကယ်ယရနာဖြစ်တဲ့ဒီစကားကိုပြောလိုက်တယ်အဲ့ဒီစကားမြတ်စွာဘုရားရဲ့နှစ်သက်ဖွယ်ဂုဏ်ကြီးတွေဟာအမတန်မှရတိုးဝယ်ကောင်းတဲ့ယရနာအစစ်တွေတာဖြစ်တယ်
လောကမှာရှိတဲ့ယရနာတွေတဲ့အမတန်မှတန်ဖိုးကြီးတယ်လောကမှာရှိတဲ့ယရနာတွေနဲ့မတူဘဲနဲ့အမတန်ထူးခြားတဲ့ယရနာဆိုတာဘုရားယရနာပဲဖြစ်တယ်ဧတေနသစ္စေနသောဝတိဟောတုဒီမှန်တဲ့စကားကိုဆိုလိုက်ရလို့တတ္တဝါတွေချမ်းသာကြပါစေဟောဒီသစ္စာဆိုတယ်ဆိုတဲ့နေရာမှာနံပါတ်1ကမှန်တာကိုအရင်ပြောပြီးတဲ့အခါကိုလိုချင်တဲ့ဆန္ဒကိုထုတ်ဖို့ဒီနှစ်ချက်ရှိတယ်ပေါ့လောကမှာဘာအခက်ခဲပဲတွေ့ဘာပဲလိုချင်မှန်တဲ့စကားကိုဆိုပြီးလို့ရှိရင်ကိုလိုချင်တာတစ်ခုကိုပေါ်ထုတ်လိုက်လို့ရှိရင်အချိန်ချင်းစွန့်ရည်တတ်ပြီးပြည့်လာပြီဆိုလို့ရှိရင်အောင်မြင်တယ်လို့ဆိုတာတချို့ပုဂ္ဂိုလ်တွေကိုယ်တွေ့တွေကိုထုတ်ဖော်ပြီးတော့ပြောကြအဲ့တော့သစ္စာဆိုတာသစ္စာနှုတ်ပြီးမန္တန်ကြီးလို့ဆိုတဲ့အတိုင်းအန္တရာယ်တွေလည်းကင်းမြောက်နိုင်တယ်ကိုလိုချင်တာလည်းရဒါကြောင့်မို့လို့သစ္စာရဲ့စွမ်းအားဟာပထမကြီးပါတယ်တခြားဟာတွေပြောရင်မှန်ချင်မှမှန်ပဲဘုရားကုံကိုခုကထုတ်ဖော်ပြီးတော့ပြောလိုက်တာဒါကြောင့်ယံကိစီဝိတံဣဒဝါပုရဝါတက္ကေတုဝါယံရတနံပဏိတံကမ္ဘာလောကကြီးမှာရှိသည်မြတ်သောယရနာတွေအလွန်မော်မြတ်ပေမဲ့မြတ်စွာဘုရားဆိုတဲ့ယရနာနဲ့တူတာတော့တစ်ခုမှမရှိဘူးအဲ့ဒီလိုယရနာတွေတဲ့တာလွန်နဲ့နှစ်သက်ဖွယ်ကောင်းတဲ့ညနိုးဖွယ်ကောင်းတဲ့အခြေအနေဟာမြတ်စွာဘုရားမှာတွေ့နိုင်တဲ့အထူးခြားမော်မြတ်တဲ့ယရနာပါပဲလို့ဒီစကားဟာမှန်ကန်တဲ့စကားဖြစ်တယ်ဧတေနသစ္စေနသောတိဟောတုဒီမှန်ကန်သောစကားကြောင့်ဒုက္ခရောက်နေတဲ့တ attva တွေအာလုံးချမ်းသာဒုက္ခရကြပါစေလို့ဟောဒီလိုသစ္စာဆိုအဲ့ဒီလိုသစ္စာဆိုလိုက်လို့ဝေသာလီပြည်မှာကြာရောက်နေတဲ့ဘေးဆိုးကတ်ဆိုးကြီးပပျောက်ခဲ့ဘူးတဲ့ပေါ့အဲ့တော့ဒီကနေ့ခေတ်မှာလည်းပဲဒါကိုအသုံးချမယ်ကြိုးကြည်ကြည်နဲ့ဒီတိုင်းလိုက်တာကျင့်သုံးမယ်ဆိုလို့ရှိရင်ဒီကနေ့ခေတ်မှာလည်းပဲအန္တရာယ်တွေပျောက်ကင်းပြီးတော့ကောင်းကျိုးချမ်းသာတွေကိုရနိုင်မယ်ဆိုတာဘုန်းကြီးတို့တွေမှတ်သားကြရမှာဖြစ်တယ်။ဒါဘုရားနဲ့ပတ်သက်ပြီးတော့ဒီနေရာမှာလောကမှာရှိသမျှယရနာတွေထဲမှာဘုရားယရနာနဲ့တူတဲ့ယရနာမရှိဘူး။မြတ်စွာဘုရားရဲ့ဂုဏ်ဆိုတာအမတန်ကိုယရနာထိုက်ပါပေတယ်။အမြတ်ဆုံးသောယရနာထိုက်ပါပေတယ်။ဤမှန်ကန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာကြပါစေလို့ဟောတယ်လို့ပြောလို့ရဖြစ်တယ်ပေါ့။အဲ့ဒါလို့ပြောလိုက်တာနဲ့ပဲဝေသာလီပြည်မှာယောဂဖြစ်နေတဲ့ပုဂ္ဂိုလ်တွေကယောဂတွေကြောက်ပြင်းတော့အစွမ်းတကူဟာအပဒမပြည့်ရဲ့အစွမ်းတကူဟာအပဒမထက်ပါတကယ်လို့ရင်တကယ်ဖြစ်တယ်တဲ့ဒါနဲ့ပတ်သက်လို့ပြည့်ရဲ့အန္တရာယ်ကင်းပုံလေးတစ်ခုပြောပြဘုန်းကြီးတို့ရန်ကုန်မှာဂျုံနေတာလေးတစ်ခုပြောပြဒါဘုရားဟောတဲ့တရားတော်ရဲ့စွမ်းတတ္တိတွေရန်ကုန်ရှင်းမိုင်မှာ Junction 8ဆိုတာရှိတယ်။ Junction 8ရှင်းမိုင်က shopping center ကြီးတစ်ခုရှိတယ်။ထပ်ပေါင်း17ထပ်ရှိတဲ့ထဲမှာ9လွာမှာဘယ်သူမှမရှိဘူး။နေ့အခါမှာကုမ္ပဏီတစ်ခုကနေပြီးတော့ကွန်ပျူတာတွေရောင်းတဲ့ကုမ္ပဏီတစ်ခုကနေနေ့မှာရုံးဖွင့်တာ။အဲ့ဒီ9လွာကရကြတဲ့အခါကျတော့ဘာဖြစ်လဲလို့ဆိုအပေါ်ကပစ္စည်းတွေရွှေစပွဲတွေရွှေကလထိုင်တွေရွှေဘုံတိုင်းကျဲနေတယ်6လွာကလူတွေကအဲ့လိုမရဘူးတက်ကြည့်တော့လည်းဘယ်သူမှမရှိဘူးသို့တော့ရတဲ့ကောင်ကြောလာလို့ရှိရင်အဲ့ဒီပေါ်မှာဘုံတိုင်းကျဲနေတယ်အဲ့ဒါနဲ့ဘုန်းကြီးတို့စီကိုလာပြီးတော့ပြင့်တဲ့အခါကျတော့ဒါပရိတ်ကြီးလည်းရွတ်လို့မရဘူးပရိတ်ကြီးလည်းမရွတ်နဲ့ပေါ့ဒါဒီနှောက်ရက်ပေးနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒါကြောင့်မလို့သူတို့ကိုအရင်မေတ္တာပို့ရမယ်မေတ္တာပို့ပြီးတော့အမြတ်တမ်းအရင်ဝေရမယ်လို့ဘုန်းကြီးတို့တန်ခါ၅ပါးပြည်ဆိုင်ရာဒေရဝါဒဘုရားသာသနာပြုတဲ့ကဲ့သို့ပါငါပြင်းတော့အဲ့ဒီသွားကြညနေပိုင်းမှာသူတို့သင်္ကန်းတို့ဆန်းတို့အဲ့ဒါတွေတန်ခိကဖြစ်လူဖို့စီမံထားတယ်ဘုန်းကြီးတို့ကအဲ့ဒီမှာညမှာနှောက်ယှက်နေတဲ့ပုဂ္ဂိုလ်တွေအားလုံးလာပါဒီကိုသီလလာယူပါသီလယူပြီးတော့အမြတ်လာယူပါလို့ဆိုပြီးတော့ဖိတ်ခေါ်ပြီးတော့ပရိတ်အရင်မရွသေးပဲနဲ့သူတို့အားလုံးတက်ရောက်တဲ့လူတွေ
နဲ့အတူပေါ့လေသူတို့သီလယူခိုင်းတယ်ယူခိုင်းပြီးတော့ကုသိုလ်ကောင်းမှုရဲ့အဖို့ကိုသူတို့အတွက်ဒါကုသိုလ်လုပ်ပေးတယ်လို့ဆိုပြီးတော့မျှဝေတယ်မျှဝေပြီးတဲ့အခါကျတော့မှတို့အခုခါပရိတ်ရွတ်တော့မယ်ပရိတ်ရွတ်ပြီးတော့ပရိတ်ရည်နဲ့ဖြမ်းမယ်အဲ့ဒီနောက်မှာတော့ဒီလိုဝုန်းတိုင်းကျဲတာတွေလုပ်လို့မရတော့ဘူးချမ်းသာရမှနေကြအမြကုသိုလ်ကိုခံယူပြီးတဲ့အခါလွတ်လွတ်လပ်လပ်ချမ်းသာတာဘယ်သူမှနှောက်ယှက်မပေးဘဲနဲ့ချမ်းသာရမှနေကြပါလို့မမြင်ရပေမဲ့လို့ဒီလိုပြောရတာနော်အဲ့လိုပြောပြီးတော့အမြတ်တမ်းပေးဝေပြီးပရိတ်ရွတ်တယ်ပရိတ်ရွတ်ပြီးတဲ့အခါကျတော့အဲ့ဒီတစ်ဆောင်လုံးလိုက်ပြီးတော့အခန်းတွေရောအကုန်လုံးပရိတ်ရည်ဖြန်းလိုက်တာအဲ့ဒီကလေးကစပြီးအဲ့ဒီပြဿနာငြိမ်သွားတယ်ဘာမှမပေါ်လာတော့ဘူးလို့ဆိုဒါမြတ်စွာဘုရားရဲ့တရားတော်ရဲ့အစွမ်းတကူရှိတယ်ဆိုတာထင်ရှားတာပေါ့နော်အဲ့ဒါလိုပဲမြတ်စွာဘုရားအခုရှန္ဒနာကိုသင်ပေးပြီးတော့ယံကိစီဝိတ္တဣဒဝဟုရံဝဘုရားကုံကစပြီးတော့သစ္စာဆိုလိုက်တာတတ္တဝါတွေဟာယောဂဝေဒနာချက်ချင်းပြောက်ကင်းပြီးတော့သွားကြတယ်ချက်ချင်းပြောက်ကင်းသွားကြတယ်နောက်တစ်ခုကတရားတော်နဲ့ပတ်သက်ပြီးတော့သစ္စာဆိုဖို့မြတ်စွာဘုရားကဆက်ပြီးတော့ဒီပရိတရားတော်မှာဟောထားတာရှိခယံဝိရာဂအမတံပဏိတံယတိစကတကြမုနိသမာဟိတောနတ္တေနဓမ္မေနသမတိကေစီဣရမိဓမ္မေရတနံပဏိတံဣတိနသစ္စေနသောတိဒါလေးကိုအဓိပ္ပာယ်သိဖို့အမတန်မှလို့နိဗ္ဗာန်ရဲ့ဂုဏ်ကြီးတွေကိုထုတ်ဖော်ပြီးတော့ပြောတဲ့စကားယတိစကတကြမုနိသမာဟိတောမြတ်စွာဘုရားသခင်ကိုတော်မြတ်ကသမာဓိစွမ်းအားနဲ့အရိယာမဲဆိုတဲ့သမာဓိရဲ့စွမ်းအားနဲ့ဒီတရားကိုမျက်မှောက်ပြုထားတာတဲ့မျက်မှောက်ပြုတယ်ဆိုတာကိုယ်ရေးသိတယ်ပေါ့တကြမုနိဆိုတာတကြလူမျိုးကထွက်ပြီးတော့ယဟန်ဖြစ်သူရောက်လာတဲ့မြတ်စွာဘုရားသမာဟိတောမဲ့သမာဓိနဲ့တည်ကြည်မှုရှိပြီးတော့အကျင့်နိဗ္ဗာန်ဆိုတဲ့တရားကိုမြတ်စွာဘုရားမျက်မှောက်ပြုခဲ့တယ်အဲ့ဒီနိဗ္ဗာန်ဆိုတဲ့တရားဟာခရနိဗ္ဗာန်ကိုအာယုပြုလိုက်တာတဲ့တရားနဲ့ကိလေသာတွေကုန်သွားတယ်ဒါကြောင့်မို့လို့ခရလို့ခေါ်နိဗ္ဗာန်ကိုအာယုပြုနိုင်ပြီဆိုရင်ကိလေသာတွေကုန်သွားတယ်အစစ်စစ်ပေါ်လို့သောတာပတိမဲ့နဲ့နိဗ္ဗာန်ကိုအာယုပြုလိုက်ရင်ဒိဋ္ဌိဝိသိကိစ္စဆိုတာကျင့်သွားတယ်ဒဂရဂါမိမဲ့နဲ့အာယုပြုမယ်အနာဂါမိမဲ့နဲ့နိဗ္ဗာန်ကိုအာယုပြုမယ်ဆိုကာမရာဂတို့ဗျာပါဒတို့ဆိုတဲ့ကိလေသာတွေကုန်ခန်းသွားတယ်အရတ္တမဲ့နဲ့အာယုပြုလိုက်မယ်ဆိုလို့ရှိရင်ကိလေသာအလုံးကင်းစင်သွားတယ်ဆိုတော့နိဗ္ဗာန်ရောက်လို့ရှိရင်ကိလေသာမှန်သမျှဆုံးသက်ချုပ်ငြိမ်းရတာဖြစ်သောကြောင့်ခယံဆိုတာကုံဆုံးရာဖြစ်တယ်ကိလေသာတွေအလုံးကုံဆုံးရာဖြစ်လို့နိဗ္ဗာန်ကိုခယံလို့ခေါ်တာနော်ဝိရာဂဆိုတာနိဗ္ဗာန်မှာတတ်မဲ့ခြင်းဆိုတဲ့တဏှာလည်းပဲလုံးဝကင်းသွားတယ်တဏှာနဲ့လုံးဝမရှင်တွဲဘူးနိဗ္ဗာန်ဟာမရှင်တွဲဘူးတဏှာရဲ့အာယုံလည်းမဖြစ်ဘူးနိဗ္ဗာန်ကိုတဏှာနဲ့တဏှာသမားကနိဗ္ဗာန်ကိုဘယ်တော့မှမရခြင်းဘူးတခုခုဖြစ်ဖြစ်နေလို့ရှိရင်နိဗ္ဗာန်ကိုဘယ်တော့မှမရောက်နိုင်လောကလူတွေကနိဗ္ဗာန်ကိုလိုချင်တယ်နိဗ္ဗာန်ကိုလိုချင်တယ်ဆိုတဲ့နေရာမှာတဏှာမကင်းသေးတဲ့ပုဂ္ဂိုလ်တွေကနိဗ္ဗာန်ဆိုတာအလွန်ချမ်းသာတဲ့မအိုရဘူးမနာရဘူးမသေးရဘူးဆိုတဲ့ဒါတွေကိုတွေးပြီးတော့လောကချမ်းသာမှုလို့ထင်ပြီးတော့နိဗ္ဗာန်ကိုလိုချင်တာတကယ်နိဗ္ဗာန်မှာဘာမှမဖြစ်တော့ဘူးဆိုရင်မလိုချင်ဘူးဘုန်းကြီးတို့ရွာကတက္ကမကြီးတယောက်လိုပဲနိဗ္ဗာန်မှာဆေးလိပ်တောက်လို့ရသလားလို့မေးနိဗ္ဗာန်ဆိုဘယ်လိုဆေးလိပ်တောက်no smoking area အဲ့တော့နိဗ္ဗာန်မှာသူကဆေးလိပ်မှမတောက်ရရင်နိဗ္ဗာန်ကိုသွားခြင်းဘူးတဲ့တဏှာအတွေးနဲ့တွေးတာလေသူကအဲ့တော့နိဗ္ဗာန်မှာဝိရာဂလုံးဝတွေ့တာမှုတွေလုံးဝနိဗ္ဗာန်နဲ့ဆက်ဆက်လို့မရဘူးဝိရာဂရာဂတွေနဲ့လုံးဝဆက်ဆက်မရှိဘူးလို့ဒီလိုဆိုဒါနိဗ္ဗာန်ရဲ့ဂုဏ်ကြီးတစ်ခုပဲနောက်နိဗ္ဗာန်ရဲ့ဂုဏ်ကြီးတစ်ခုကနိဗ္ဗာန်ဟာနိဗ္ဗာန်ကိုအာရုံပြုလို့နိဗ္ဗာန်ကိုရောက်သွားရင်အမတ္တဖြစ်မှမဖြစ်တော့သိလည်းမသိတော့ဘူးလို့ဒီလိုပြောတာနော်နောက်ပဏိတ
နိဗ္ဗာန်ကအလွန်နှစ်သက်ကျေနပ်เสียကောင်းတယ်တဲ့ရောင်ရဲတင့်တယ်မှုမရှိတော့အလွန်နှစ်သက်เสียကောင်းတယ်အဲ့တော့ခယံဝိရာကအမတံပဏိတံဆိုတဲ့ဂုံကြီး၃ခုဟာဂုံကြီး၄ခုဟာ၄မျိုးဟာနိဗ္ဗာန်ရဲ့ဂုံကြီး၄မျိုးပဲအဲ့ဒီဂုံကြီးပြည့်ဝတဲ့တရားတော်မြတ်စွာဘုရားသခင်ကိုရောမြတ်ရရှိခဲ့တယ်အဲ့ဒီနိဗ္ဗာန်ရဲ့ဒီခယံဝိရာကအမတံပဏိတံဆိုတဲ့ဒါတွေဟာအလွန်နှစ်သက်เสียကောင်းတယ်နိဗ္ဗာန်ဆိုတဲ့တရားမှာရှိတဲ့အရည်အသွေးတွေဖြစ်တယ်အဲ့ဒီစကားဟာမှန်ကန်ပါတယ်တဲ့ဣတိဏသစ္စေဏသောအထိဟောတုဒီမှန်ကန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာပါစေလို့သစ္စာပြုလိုက်တာအဲ့လိုသစ္စာပြုလိုက်သည့်အတွက်ကြောင့်ဝေသာလီပြည်မှာယောဂဖြစ်နေတဲ့ပုဂ္ဂိုလ်တွေဟာအကုန်လုံးယောဂပျောက်သွားတယ်သစ္စာရဲ့တကုံနော်အဲ့တော့အတိပ္ပယ်ကိုသိသိနဲ့ဒီလိုရုပ်ဖို့လိုအပ်တယ်ဘာကိုဆိုလိုတာတော့ဆိုသိနောက်တစ်ခုကတရားကုံတော်နဲ့ပတ်သက်လို့ကာရနှစ်ပုဒ်ပဲနောက်တစ်ခုကဘာလို့ဆိုလို့ရှိရင်ယံဗုဒ္ဓတစ်ထောပရိဝဏယေသူစိတ်တမာတိမန္တရိကညမှာတမာတိနာဒေနသမောနာဝိစတိဣရံပိဓမ္မေရတနံပဏိတံဣတိနာသစ္စေနံသောတိဟောတုဆိုတဲ့စကားအဲ့ဒီမှာဗုဒ္ဓတိဋ္ဌဆိုတာမြတ်စွာဘုရားအမတန်ထူးမြတ်တဲ့မြတ်စွာဘုရားဒီတမာရီစွမ်းအားကိုအမြဲတမ်းချီးမွမ်းပြီးတော့ပြောကြားတယ်ပရိဝဏယေချီးမွမ်းပြောကြားတယ်အဲ့ဒီတမာရီတရားဟာဘာတမာရီတရားလဲလို့ဆိုမဲ့တမာရီတရားမဲ့နဲ့ရှင်တဲ့တမာရီတရားဒီဖိုးကိုစွမ်းဆောင်ပြီးတော့ပေးတယ်ဖိုးဆိုတဲ့အကျိုးကိုမပေးဘဲနဲ့ဘယ်တော့မှရဆိုင်တာမရှိဘူးမဲ့ပေါ်လာပြီးတဲ့နောက်ဖိုးဟာကိန်းနေပေါ့ကိန်းနေအကျိုးကိုပေးတယ်ဒါကြောင့်မို့လို့အာနန္တရိကလည်းသူဖြစ်ပြီးတဲ့အချမ်းမဲ့မှာအကျိုးတစ်ခုကိုထုတ်လုပ်ပေးတယ်အဲ့ဒီမေတ္တမာတိဒီနေရာမှာသမာဓိကိုဥတည်ပြောပေးမယ်လို့မက်စိတ်ကိုပြောတာပါအဲ့ဒီမေတ္တမာတိဟာမက်စိတ်နဲ့ရှင်တဲ့သမာဓိစွမ်းအားဟာကိလေသာတွေကိုဖယ်ရှားပြစ်နိုင်တဲ့သမာဓိစွမ်းအားဖြစ်ပြီးတော့မက်စိတ်ပေါ်လာတာနဲ့တပြိုင်တည်းမက်စိတ်ချုပ်သွားတာနဲ့တပြိုင်တည်းဖို့စိတ်ဆိုတဲ့အကျိုးကိုလည်းပဲဆက်လက်ဖြစ်ပေါ်စေတယ်အဲ့ဒီတမာတိစွမ်းအားနဲ့တူတဲ့စွမ်းရည်တတ္တိရှိတဲ့တရားမျိုးဆိုတာမရှိဘူးတဲ့တရားတော်မှာမက်စိတ်ဆိုတဲ့မက်တရားတော်ပေါ်မှာမက္ခဓမ္မမှာဒီလိုနှစ်သက်စရာကောင်းတဲ့စေတနာမျိုးတွေရှိတယ်ပေါ့ဒါမှန်ကန်သောစကားကိုဆိုလိုက်တာလေမက်နဲ့ပတ်သက်ပြီးဣတိဏသစ္စေနသောဝတိဟောတုမက်စိတ်နဲ့ပတ်သက်ပြီးတော့ယုံကြည်ချက်တစ်ခုနော်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လိုက်လို့ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာသောတပတ္တိမဲ့ဖြစ်မယ်သဂရဂါမိမဲ့ဖြစ်မယ်အနာဂါမိမဲ့ဖြစ်မယ်အရဟတမဲ့ဖြစ်မယ်အဲ့ဒီရစမဲ့အနာဂါမိသောတပတ္တိမဲ့သဂရဂါမိမဲ့အနာဂါမိမဲ့ဆိုတဲ့မက်စိတ်နဲ့ရှင်းလာတဲ့တမာတိစွမ်းအားဟာအမှန်တမ်းကြီးမားတယ်အဲ့ဒီမက်စိတ်ချုပ်တာနဲ့တပြိုင်တည်းဖို့စိတ်ဆိုတဲ့အကျိုးကိုချက်ချင်းပေးတယ်ဒါကြောင့်မလို့ဒီမေဃတမာတိနဲ့အလားတူတဲ့စွန့်ရည်တတ္တိရှိတဲ့တရားမျိုးဟာလောကမှာမရှိပါဘူးတဲ့ဒါကြောင့်မို့လို့ဒီမှန်ကန်သောဒါဟာနှစ်သက်เสียကောင်းလာတဲ့မေတ္တရားရဲ့နှစ်သက်เสียကောင်းတဲ့ယရဏတစ်မျိုးဖြစ်ပါလေအဲ့ဒီမှန်ကန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာကြပါစေလို့ဒီလိုသစ္စာဆိုလိုက်တာအဲ့တော့ဘုရားကုံကိုအာရုံပြုပြီးတော့သစ္စာဆိုတယ်တရားကုံကိုအာရုံပြုပြီးတော့သစ္စာဆိုတယ်ဒီလိုသစ္စာဆိုဖို့ဆိုနည်းတွေကိုမြတ်စွာဘုရားကဒါနမူနာအနေနဲ့ဟောတာကိုယ့်ဘာကိုအားလုံးကြည့်ပြီးတော့လည်းပဲသစ္စာဆိုလို့ရတယ်ကိုကြည်တတ်တဲ့ကိုသိတဲ့တရားကိုလည်းပဲသစ္စာဆိုလို့ရတယ်ကိုကြည်ညိုတဲ့မြတ်စွာဘုရားရဲ့ဂုဏ်တစ်ခုကိုဆိုပြီးတော့လည်းသစ္စာဆိုလို့ရတယ်ဆိုပါစို့မြတ်စွာဘုရားသခင်ကိုရောမြတ်သည်စိတ်ွယ်ရအရ၌တော်လဲအကုသိုလ်အမှုကိုပြုတော်မမူဒါကြောင့်မို့အရဟံဆိုတဲ့ဂုဏ်ထူးနဲ့ပြည့်စုံပါနဲ့ဤမှန်ကန်သောစကားကိုဆိုရသောကြောင့်တတ္တဝါတွေချမ်းသာကြပါစေဟောကိုရတဲ့ဣတိပိသောနဲ့လည်းပဲဒီလိုဆိုလို့ရဟောတရားပုံတွေကိုအာယုံပြုပြီးတော့လည်းပဲသစ္စာဆိုလို့ရမယ်ဒါယရဏတုတ်မှာသစ္စာဆိုပြီးတော့တတ္တဝါတွေအန္တရာယ်ကင်းအောင်လုပ်ကိုနေစဉ်နဲ့အမျှလည်းပဲအန္တရာယ်ဆိုတာကြုံတတ်တယ်ဒါကြောင့်မို့လို့အန္တရာယ်မကြုံရလေအောင်ဒီသစ္စာတရားတွေကိုအသုံးချပြီးတော့နေစဉ်နဲ့အမျှ
ချမ်းသာဖို့တတ္တဝါတွေအားလုံးမိမိနဲ့မိမိပတ်ဝန်းကျင်မှာရှိတဲ့တတ္တဝါတွေချမ်းသာကြပါစေလို့ဒီပရိတရားတော်ကိုရွတ်ပတ်တဲ့ဆယ်ပြီးတော့ဒီတိုင်းအတိပ္ပယ်သိသိနဲ့လိုက်နာကျင့်သုံးအမတန်မှတန်ဖိုးရှိပါတယ်ဒါကြောင့်မလို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းလို့ယရဏတုတ်အနှစ်ချုပ်ဒီနေ့ပထမပိုင်းရံကိစီဝိတ္တံဣဒဝါပုဒ္ဓဝါယေခယံဝိရကအမတံပဏိတံဇာဗုဒ္ဓသင်္ထောပရိဝဏီသူစိန်သမာဓိအဲ့ဒီကာရသုံးဖို့ဖြင့်သစ္စာဆုံးဖို့ကိုရှင်းလင်းဟောကြားပြီးဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿတို့သစ္စာရဲ့စွမ်းအားကိုအမတန်မှကြီးမားတာကိုသိရှိပြီးတော့တို့တွေဟာသစ္စာရဲ့စွမ်းအားကိုသုံးချပြီးတော့မမြင်နိုင်တဲ့ဘေးရန်အန္တရာယ်တွေလွတ်မြောက်လို့ဘက်ဖို့နိဗ္ဗာန်ရကြောင်းဖြစ်တဲ့သူတော်ကောင်းအကျင့်တရားတွေကိုချမ်းချမ်းသာသာနဲ့ကျင့်ကြံကြိုးကုပ်အားထုတ်နိုင်အောင်ကြိုးစားကြရမယ်လို့ကိုယ်စီသဘောကျပြီးတော့သစ္စာတရားအမိထားလို့ကျမ်းဝါချမ်းသာအောင်ကုသိုလ်တရားတွေနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း